အားလုံးမင်္ဂလာပါတွေ့ရဝန်တာတဲ့ရှေးဥစွာကျွန်တော်တို့ကိုတပတ်တာလုံးလုံးကွက်ကဆောင်မှပြီးတော့အခုလိုတာယာတော့ပူပြင်းသောနှွေးထွေးသောနေ့မှာဗိမာန်တော်ကိုလာရောက်ပြီးတော့ဝတ်ပြုနိုင်အောင်လမ်းပြပို့ဆောင်ပေးတဲ့ထာဝရဘုရားသခင်ရဲ့ဘုန်းတကူတော်သည်ကပ္ပအဆက်ဆက်တည်မြဲပါစေသောအာမင်အရောက်တိုင်းကိုလည်းပဲယေရှုနာမနဲ့ကြိုဆိုပါတယ်ဒီကနေ့ကျွန်တော်တို့ကြားနာရမယ့်တရားဒေသနာခေါင်းစဉ်ကတော့တသက်ထင်ရှားခြင်းမှမျှော်လင့်ခြင်းသို့ character produce hope ဖြစ်ပါတယ်ဖတ်ကြားမယ့်ကျမ်းကတော့ယောမခန်းကြီး9အငယ်3ကနေ9ဖြစ်ပါတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယူသေးလေးစားတော်အဖြစ်ကျွန်တော်တို့အားလုံးမတ်တရပြီးတော့မနှေးမမြန်လေးလေးနက်နက်စဉ်းစားပြီးတော့ကျွန်တော်တို့အတူတကွဖတ်ကြရအောင်ထိုမြမကဒုက္ခဆင်းရဲခြင်းကိုခံ၍ဂုဏ်ယူဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်တီးခံခြင်းကိုပြုစုတတ်၏တီးခံခြင်းသည်လည်းတက်တေထင်ရှားခြင်းကိုဖြစ်စေတတ်၏တက်တေထင်ရှားခြင်းသည်လည်းမျှော်လင့်ခြင်းကိုပြုစုတတ်၏ထိုမျှော်လင့်ခြင်းသည်ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏ငါတို့အားပေးတော်မူသောတန်ရှင်းသောဝိညာဉ်တော်သည်ဖယားသခင်၏မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့သွင်းလောင်းတော်မူ၏ဖတ်ကြားတော်ကြားဖြင့်ရောက်တိုင်းကိုဖျားရှင်တစ်ပံကောင်းကြီးပေးပါစေဒီကနေ့ကျွန်တော်တို့ယောမအခန်းကြီး9အငယ်1ကနေ9နော်ခြုံပြီးတော့ကျွန်တော်တို့ပြောသွားမှာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ခေါင်းစဉ်အသစ်လာတော့မှာဖြစ်တယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့လွန်ခဲ့တဲ့ပတ်ကဆွေးနွေးပြီးသားလေးကိုပြန်ပြီးတော့စမြုပ်ပြန်ပြီးတော့နည်းနည်းလေးနှွေးကျင်ပါတယ်ကျွန်တော်တို့အရင်တုန်းကပြောပြခဲ့တဲ့ဥစ္စာတွေအားလုံးမေ့လောက်ပြီလို့ထင်တယ်ဘာဖြစ်လို့ဆိုယောမအခန်းကြီး9အငယ်1ကနေ9မှာသစ္စာတရား6ပါးဆိုတာရှိတယ်ဒီသစ္စာတရား6ပါးဒီနံပါတ်1ဖယားသခင်နဲ့ငြိမ်းချမ်းခြင်း peace with God နံပါတ်2ကျေးဇူးတော်၌တည်ခြင်း standing in grace နံပါတ်3ဘုန်းတော်ကိုမျှော်လင့်ခြင်း hope of glory နံပါတ်3မှာကိုကျွန်တော်တို့တဝဲလေကျွန်တော်နံပါတ်3မှာဒီမှာကျွန်တော်တို့ဖြည့်ရှင်းနေကြတာဖြစ်တယ်နောက်တစ်ခါနံပါတ်4ဖယားဤချစ်ချင်းမေတ္တာတော်ရှိခြင်း possessing God's love ဒါဒီနေ့ကျွန်တော်တို့ the hope of glory နဲ့ possessing God's love ဒီနှစ်ခုကိုတွဲပြီးတော့ကျွန်တော်တို့ခွန်အားယူသွားမှာဖြစ်တယ်နောက်တစ်ခါကြာမှပဲနံပါတ်5ကယ်တင်ခြင်းစိတ်ချရမှု certainty of deliverance နဲ့နံပါတ်6 courage or night ဝါကြွားဝမ်းမြောက်ခြင်း joy in the Lord ဒါကိုကျွန်တော်ပြန်တွဲမှာဖြစ်တယ်ဒါလေးကိုမျက်စိထဲမှာပြန်ပြီးတော့မြင်ရအောင်ကျွန်တော်ပြောခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လို့ပြောတဲ့အခါမှာကျွန်တော်ရဲ့တရားဒေသနာဟောပြောပုံကိုတချို့လူတွေကသိထားတယ်နားလည်ပြီးပြီတချို့ကနားမလည်တဲ့သူတွေလည်းရှိတတ်သေးတယ်အဲ့တော့ကျွန်တော်ရဲ့တရားဟောနည်းဒီ expository sermon လို့ခေါ်ပါတယ်အဓိပ္ပာယ်ကတော့တမန်ကျမ်းစာကိုရှင်းပြတဲ့အခါဟောတဲ့အခါမှာစကားလုံးတစ်လုံးစီတိုင်းရဲ့အသုံးအနှုန်းရဲ့သူ့ရဲ့နောက်ခံအကြောင်းရင်းလေးတွေရဲ့တွဲပြီးတော့ကျွန်တော်ကသင်ကြားပေးတဲ့ပုံစံမျိုးနဲ့ဟောတာဖြစ်တယ် expository တာမကဘူးကျွန်တော်ဘာထပ်ဖြည့်ထားတယ်လဲဆိုတော့ exegesis လို့ခေါ်တဲ့စကားလုံးတစ်လုံးရဲ့မူလကိုပြန်ပြီးတော့
နိုင်ချွတ်နော်ပြန်လေ့လာပြီးခါမှဒီအကြောင်းအရာကိုဒီစကားလုံးကိုသုံးတဲ့အခါမှာဘယ်လိုသုံးကြတယ်လဲဒီစကားလုံးပြောင်းလဲပုံခုနှစ်ပြောင်းလဲပုံအစစ်အတိုင်းအစစ်လေးတွေကိုလည်းကျွန်တော်ကပြောပြတယ်အဲ့ဒါက exegesis လို့ခေါ်တယ်။နောက် Bible သူ့ရဲ့ကျမ်းစာရဲ့ background ရဲ့ solo ရင်းနဲ့အကုန်လုံးခြုံပြီးတော့ကျွန်တော်တို့ပြောတဲ့အကြောင်းအရာက expository လို့ခေါ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့တရားဟောနည်းဒီ exegesis and expository sermon ဖြစ်တယ်ဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့ကဘာကြောင့်ကျွန်တော်ရှင်းပြတယ်လဲဆိုတော့ကျွန်တော် PowerPoint နဲ့ကောင်းမွန်တစ်လုံးချစ်တစ်လုံးစီပြောပြနေတဲ့အကြောင်းရင်းကိုတချို့ကနားမလည်တဲ့ခါကျတော့ကျွန်တော်ကပြောပြတာဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့သိထားဖို့ကတချို့လူတွေကပြောကြတယ် sermon နဲ့ teaching sermon တရားဟောချက်နဲ့ teaching လို့ခေါ်တဲ့ကျွန်တော်တို့သင်ကြားပေးခြင်းဘယ်လိုပြောမလဲသင်ကြားပေးခြင်းပေါ့နော်သင်တန်းပေးခြင်းမတူဘူးလို့တချို့ကပြောကြတယ်ဟုတ်တယ်မတူဘူးတော့တရားဟောတဲ့အခါမှာ pulpit မှာတရားဟောတဲ့အခါမှာ sermon ပဲသုံးပဲပြီးတော့ teaching မသုံးရဘူးလို့တချို့ကလွဲမှားစွာထင်တဲ့လူတွေရှိတယ်ကျွန်တော်တင်းတော်မှာလည်းလူကြီးတွေတချို့တရားဟောတဲ့အခါမှာသတိထားဖို့ပေါ့ကျွန်တော်ပြောပြချင်တယ်နော်တမန်ကျမ်းစာထဲမှာတပည့်တော်တွေအားလုံးတာမကဘူးသခင်ယေရှုကိုယ်တိုင်တရားဟောတဲ့အခါ preaching and teaching နှစ်ခုအမြဲတမ်းတွဲထားတယ်ဆိုတာသိထားဖို့လိုတယ်သခင်ယေရှုကိုယ်တိုင်တရားဟောရင်သူ preaching လို့ခေါ်တဲ့တရားဟောချက် sermon တစ်ခုတည်းမဟုတ်ဘူး teaching အမြဲတမ်းပါတယ်ထိုနည်း၎င်းပဲတပည့်တော်တွေသူရဲ့တရားဟောချက်တွေနောက်တစ်ခါဩဝါဒတွေသူတို့ရေးတာတွေကိုကြည့်လိုက်လို့ရှိရင် preaching နဲ့ teaching အရင်တွဲတယ်ဆိုတာလေကျွန်တော်သိဖို့လိုတယ်အဲ့ဒါကိုကျွန်တော်ကဏိဒန်းအနေနဲ့ပြန်ပြီးတော့ sharing လုပ်တာဖြစ်တယ်နော်โอเคအဲ့တော့ကျွန်တော်တို့ရဲ့ကျမ်းပိုက်ကိုပြန်ကြည့်တဲ့အခါကျတော့ဖတ်တာတော့အချိန်ပေါင်းများပြီဖတ်တာကိုကတခါတည်းရိုးနေတယ်လို့ထင်ရတယ်ဒါပေမဲ့ကျွန်တော်တို့နားလည်သလားတော့မသိဘူးကျွန်တော်တို့ကခွန်အားယူမှဆွေးနွေးနေကြတဲ့အကြောင်းအရာကဒုက္ခဆင်းရဲခြင်းသည်တီးခံခြင်းကိုဖြစ်ပေါ်စေတယ်တနည်းအားဖြင့်ဆိုရင်ဒုက္ခဆင်းရဲခြင်းကတီးခံခြင်းကိုထုတ်လုပ်ပေးတယ်နောက်တစ်ခါအဲ့ဒီတီးခံခြင်းကနေတက်တေထင်ရှားခြင်းကိုထုတ်လုပ်ပေးတယ်တက်တေထင်ရှားခြင်းကနေတခါမျော်လင့်ခြင်းကိုထုတ်လုပ်ပေးတယ်ဒီမျော်လင့်ခြင်းနဲ့ဒီအစီအစဉ်ဒုက္ခဆင်းရဲခြင်းတီးခံခြင်းတက်တေထင်ရှားခြင်းမျော်လင့်ခြင်းဒီအားလုံးရဲ့အခြေခံအုတ်မြစ် foundation ကတော့ဖယားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်ဖြစ်တယ်ဒီအကြောင်းအရာကိုဒီကျမ်းပိုက်ထဲမှာအခန်းငယ်3 4 5မှာရှင်ပေါလုကမြုပ်ထားပြီးတော့သူပြောပြတာဒါကိုကျွန်တော်တို့ပြန်ပြီးတော့မျက်စိထဲမှာမြင်အောင်စေခြင်းလို့ကျွန်တော်ပြန်ပြောတာဖြစ်တယ်အဲ့တော့အခုကျွန်တော်တို့ဘယ်ကိုနည်းနည်းပြန်ရှင်းချင်တာကတက်တေထင်ရှားခြင်းနားလည်ဖို့ခက်တယ်နော်တက်တေထင်ရှားခြင်းကိုဖြစ်စေခြင်းတယ်ရိုးရိုးပြောမယ်ဆိုရင်တက်တေထင်ရှားခြင်းဆိုတာဘာကိုပြောတာလဲတက်တေပြတာထင်ရှားနဲ့မြင်နိုင်အောင်တက်တေပြတာဘာကိုတက်တေပြတာလဲအဲ့ဒါကြောင့်ကျွန်တော်ကစကားလုံးအသစ်ပြန်ထွင်လိုက်တယ်အဲ့ဒါကဘာလဲဆိုရင်ခရိယန်စာရိတ္တတက်တေထင်ရှားခြင်းဒီနော်သူရဲ့ Greek စကားနဲ့ဆိုရင် document ဟာ proven character ကျွန်တော်တို့မနေ့ကကောင်းကောင်းရှင်းပြပြီးပြီရွှေကိုမီးနဲ့ကြိုလိုက်ပြီးတဲ့နောက်အရေးကြိုပြီးတဲ့အခါမှာကျွန်တော်တော့မလုပ်ဘူးဆိုတော့ဒီလိုပဲဖြတ်ပြီးတော့ပြောလိုက်တာကျွန်တော်တို့ထဲမှာရွှေအကြောင်းအယမ်းနာလေတဲ့ပုံကိုတယောက်ရှိတယ်ဒါဒေါ်စောကသူရွှေသမားရွှေဒီတော်တော်လေးကိုလှုပ်လာခဲ့တော့တရားဟောပြီးတဲ့ခါကျတော့သူကကျွန်တော်ပြောပြတယ်လက်ဆွဲနှုတ်ဆက်နဲ့ဆရာအယံဝမ်းသားတယ်ဒီနေ့တရားဟောချက်ကအကောင်လုံးကျွန်မအတွက်ကြီးပဲတဲ့ကျေးဇူးတင်ပေါ့အဲ့မှာကျွန်မထပ်မှခွန်အားရတာကကျွန်မရွှေလှုပ်ခဲ့တယ်ဆိုတော့ရွှေအစ်စ်ရဖို့အတွက်ကမီးရှို့ယုံနဲ့မပြီးဘူး
မိရှို့ပြီးတဲ့ခါကျတော့ तू ကရွှေအစစ်မဟုတ်တဲ့တခြားရောတဲ့တတ္တုတွေကိုဖယ်ရှားတဲ့ခါမှာပဓာကိုသုံးရတယ်တဲ့ဘယ်လိုသုံးတယ်လဲဆိုတာသိချင်ရင်သူ့ကိုပဲမေးကြည့်ပါဘုရားကြောင့်ပြီးရင်ပေါ့နော်ကဲပဓာနဲ့အဲ့ဒီပဓာကနေအတုတွေကိုအကုန်နော်ယူပြလိုက်တဲ့ခါအစစ်တွေအကုန်လုံးကျန်သွားတယ်ဆိုတော့ကျမဒီမီးဒီအားဖြင့်မီးကြောင့်မလို့ရွှေအည်ပြောသွားပြီးတော့အည်ပြောသွားပြီးမှသူ့ကိုအစစ်ပြန်ရနိုင်တယ်လို့ဘဝမှာဒုက္ခဆင်းရဲခြင်းအမျိုးမျိုးစုံစမ်းနှောင့်ယှက်ခြင်းဆိုတော့ခံကိုခံရမယ်ခံမှသာလျှင်စစ်မှန်တဲ့ခရိယံအစစ်ပေါ်လာမယ်ဆိုတာကျမကောင်းကောင်းခွန်အားရတယ်လို့သူပြောပြတာပေါ့နော်အဲ့ဒါပြန်ပြီးတော့သတိရဖို့ပေါ့ရွှေအစစ်ရဖို့အတွက်ကမီးလို့ထိုနည်း၎င်းပဲတန်မာရောနေတဲ့တတ္တုတွေရှိရင်တန်ကပြော့တယ်ဒါပေမဲ့ရောနေတဲ့တတ္တုတွေကိုခွာဖို့အတွက်ကဘာလို့တယ်လဲဆိုမီးလို့တယ်မီးနဲ့ရှို့ရတာမီးလောင်ပြီးတော့ဝါထိန်ရဲနေပြီးတဲ့ခါမှာသူ့ကိုတခါတည်းအကြီးကြီးနဲ့ထိုးရတယ်အဲ့လိုထိုးလိုက်တဲ့ခါကျတော့အပေါ်မှာအဖက်ကလေးတွေကွာကျသွားတယ်အဲ့ဒီအဖက်ကလေးတွေကတန်မဟုတ်တော့အရာတွေအညစ်အကြေးတွေဖြစ်တယ်အဲ့ဒီလိုလောက်ပြီးတဲ့ခါကျတော့ရတဲ့တန်ဒီမာတဲ့ခါတကက်တန်မနစ်အစ်စ်ဖြစ်သွားတဲ့ခါမှာဘာပဲလာသူမခုတ်နိုင်တာမရှိတော့ဘူးအမာတကယ်မာချင်းပြန်တွေ့ရင်တော့သူထန်းကနေကျိုးပဲ့ထွက်သွားတယ်ဘာဖြစ်လို့လဲကွေ့ပြီးတော့ကောက်ပြီးတော့ကွေးမသွားဘူးဘာဖြစ်လို့လဲအစ်စ်ဖြစ်တဲ့အတွက်ကြောင့်ထိုနည်း၎င်းပဲကျွန်တော်တို့ရဲ့ခရိယံတော့ကျွန်တော်မနေ့ကပြောဟိုအပတ်ကပြောတော့သတိရကြမယ်ထင်တယ်ကျွန်တော်တို့ဒီမှာရွှေရရှိဖို့အတွက်ကတတ္တုတွေကိုမီးရှို့ယုံလေးနဲ့ရွှေမရဘူးဟုတ်တယ်နော်ရွှေရဖို့ဘာလို့လဲရွှေရှိဖို့လိုတယ်ဟုတ်တယ်မလားရွှေရဖို့ဘာလို့လဲရွှေရှိဖို့လိုတယ်လေရွှေမရှိရင်ဘာတတ္တုပဲလာမီးရှိုက်ကြိုက်တဲ့လောက်ရှို့တနေကုန်ရှို့ရွှေဖြစ်လာမလားမဖြစ်ဘူးရွှေအစစ်ကျွန်တော်တို့ရတာဟာဘာကြောင့်လဲအထဲမှာရွှေရှိလို့ဒါပေမဲ့ဒီရွှေကရောနေတယ်အဲ့ဒီရောနေဟာဒီခွာဖို့အတွက်ကမီးလိုတာဒါကြောင့်မလို့ရွှေရှိဖို့လိုတယ်ပထမနံပါတ်1အဲ့တော့ခရိယန်တယောက်ဟာဆင်းရဲဒုက္ခကြုံရတဲ့အခါစုံစမ်းနှောင့်ယှက်ခြင်းခံရတဲ့အခါခံနိုင်ရရှိတယ်ဆိုရင်သူ့အထဲမှာခရစ်တော်ရှိလို့ပေါ့ဟုတ်တယ်နော်သူ့အထဲမှာခရစ်တော်ရှိနေတဲ့အတွက်ကြောင့်ခရိယန်အစစ်ဖြစ်နေတယ်ဒီအစစ်မှန်သိဖို့အတွက်ကမီးလို့တယ်အဲ့ဒီမီးနဲ့တူသောအရာကဘာလဲဒုက္ခဆင်းရဲခြင်းစုံစမ်းနှောင့်ယှက်ခြင်းအဲ့ဒါလို့တယ်အဲ့ဒါလို့စုံစမ်းနှောင့်ယှက်ခြင်းပြဿနာဒုက္ခတွေပေါ်လာမှအဲ့ဒီဂျာရဲကနေခရစ်တော်ရဲ့ခွန်အားနဲ့ရှင်ပေါလုစကားသုံးမျိုးဆိုရင်ငါကိုခွန်အားနဲ့ပြည့်စေတော့ဘယ်သူလဲခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူကိုငါတတ်စွမ်းနိုင်၏I can do all things ဘာကြောင့်လဲခရစ်တော်အားဖြင့်ဒါကြောင့်မလို့ခရိယန်တယောက်စစ်တလားမစစ်ဘူးလားသိကျင်ရင်ပထမဆုံးသူ့ပေါ်မှာပြဿနာရောက်ဖို့လိုတယ်ဒုက္ခရောက်ဖို့လိုတယ်အဲ့ဒီမှာဒီဒုက္ခပြဿနာကိုသူဘယ်လိုရင်ဆိုင်ဖြေရှင်းတယ်လဲဆိုတာကိုကြည့်ခြင်းအဖြစ်သူ့အထဲမှာခရစ်တော်ဆိုတဲ့ရွှေရှိနေတယ်ဆိုရင်နောက်ဆုံးအပီးတိုင်အောင်ပန်းဆင်ပြီးတော့နော်သူကအောင်မြင်ကျော်လွှားနိုင်တယ်ဒါကြောင့်မလို့ခရိယန်တယောက်ဖြစ်ရဲ့သားနဲ့ဘိုးငယ်နဲ့ဖြစ်တယ်လို့ကြီးညာရဲ့သားနဲ့ဖျားเจ้าမှန်သွားရဲ့သားနဲ့နော်အမှုတော်ဆောင်လို့ပြောရဲ့သားနဲ့တနေ့ပြန်လဲကျသွားတယ်ဆိုရင်ထိုခရိယန်ဒီသူ့အထဲမှာခရစ်တော်ရှိသလားမရှိဘူးဒါကြောင့်ခရိယန်ဖြစ်တာကြပြီဟောအခုမှဒီလိုဘယ်လိုဖြစ်သွားလဲမသိဘူးတကယ်ခရိယန်သူတော်ကောင်းပဲဟာဘလောက်စက်ကတလဲဆိုတော့ဘယ်ယေဆစ်ပဲဝိညာဉ်နဲ့တအားပြေဝါတာတခြင်းဆိုရင်လက်တွေမြောက်တယ်ဟာလေလုယာတွေအော်တယ်
ဒါပေမဲ့ကြည်စမ်းမအောင်ဒီလိုဖြစ်သွားတယ်ဒုက္ခပဲဘယ်လိုဖြစ်သွားတာလဲအောစရာလားအောစရာဟုတ်လားမဟုတ်ဘူးအထဲမှာမှမရှိတာဟုတ်ဟန်ဆောင်နေတာတဒံလောက်တရုပ်ဆောင်နေတော့မရဘူးကဲအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောမယ်ရွှေစစ်တိဖို့အတွက်မီးလို့တယ်ခရိယာအစစ်မှန်တိဖို့အတွက်ဘာလို့လဲဒုက္ခဆင်းရဲခြင်းစုံစမ်းနှောင့်ယှက်ခြင်းလို့တယ်အဲ့ဒီလိုစုံစမ်းနှောင့်ယှက်ခြင်းဒုက္ခဆင်းရဲခြင်းကြာရောက်မှသာလင်သူ့ရဲ့ခန္ဓာကြီးကိုကြည့်ပြီးတော့ခရိယန်လားမခရိယန်လားဆိုကျွန်တော်ခွဲလို့ရတယ်အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့အရေးကြီးပြန်ပြောခြင်းကဲဟုတ်ပြီဒုက္ခဆင်းရဲခြင်းသည်တီးခံခြင်းကိုထုတ်လုပ်ပေးတယ်တဲ့မှန်တယ်နော်ဒုက္ခဆင်းရဲခြင်းခံရမှာတီးခံနိုင်ကြောင်းကတီးခံခြင်းသည်ဘာကိုထုတ်လုပ်ပေးတယ်လဲတက်သေးထင်ရှားခြင်းကိုထုတ်လုပ်ပေးတယ်တက်သေးထင်ရှားခြင်းဆိုတာဘာလဲခရိယန်စာရိတ္တခုနကျွန်တော်ပြောတဲ့စကားလေးကိုပြန်မရှင်းလိုက်ခရိယန်တို့ရဲ့စာရိတ္တခရိယန်အသက်တာဆိုတာဘာလဲစကားတစ်မျိုးနဲ့ပြောမယ်ဆိုရင်လူဘဝနော်ခရိယန်ဘဝခရိယန်တယောက်ရဲ့တစ်သက်လုံးနေထိုင်သွားလာတဲ့သူ့ရဲ့ဘဝကိုခရိယန်အသက်တာလို့ခေါ်တယ်ဒါကြောင့်ကျွန်တော်ကစကားလုံးကိုပြောင်းလိုက်တယ်ခရိယန်အသက်တာမဟုတ်ဘဲနဲ့ခရိယန်စာရိတ္တလို့ကျွန်တော်ကအသုံးပြုပါတယ်ဘာဖြစ်လို့လဲ it is a proven character ဆိုတာလူတယောက်ရဲ့ကျင့်ကြံနေထိုင်ပုံစာရိတ္တအားလုံးကိုပြောချင်တာဒါကြောင့်မလို့တက်သေးထင်ရှားခြင်းကိုဖြစ်ပေါ်စေတယ်ဆိုတာအဲ့ဒီလိုဒုက္ခတွေအားဖြင့်နောက်တီးခံခြင်းအားဖြင့်ခရိယန်တယောက်ရဲ့အကျင့်စာရိတ္တပေါ်လာတယ်ခရိယန်တယောက်ရဲ့အဆင့်တာတဲ့စာရိတ္တမှာဘာတွေ့ရမလဲခုနကျွန်တော်ပြောခဲ့တယ်ဒုက္ခဆင်းရဲခြင်းကိုခံနိုင်တဲ့ခံနိုင်ရည်တီးခံခြင်းအဲ့ဒါလို့တီးခံနိုင်တဲ့အဆင့်ရောက်သွားတဲ့ခရိယန်ဒီသူ့ရဲ့တက်တာဒီခရိယန်အကျင့်စာရိတ္တကိုရရှိတော်သူဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ခရိယန်အသက်တာကိုပြန်ပြီးတော့ကိုယ့်ရဲ့စာရိတ္တကိုပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်စာရိတ္တဆိုတာအကျင့်ပဲနော်ပြောပုံဆိုပုံစဉ်းစားပုံတွေးခေါ်ပုံအားလုံးပြီးတဲ့နောက်အဲ့ဒီတွေးခေါ်တဲ့အထက်ဟာတွေအကုန်လုံးအပြင်မှာထုတ်လိုက်ပြီးမှသူသွားလာလို့ရှာပြောဆိုတဲ့ဟာတွေအကုန်လုံးကိုစာရိတ္တလို့ခေါ်တယ်ဇယိုက်လို့လည်းခေါ်တယ်ဇယိုက်ဆိုတာအကျင့်လို့လည်းခေါ်တယ်ဒီဇယိုက်တို့အကျင့်တော့ကိုပါဠိစကားနဲ့ဆိုရင်စာရိတ္တလို့ခေါ်တယ်စာရိတ္တဆိုတာအကျင့်ဇယိုက်ကဲဟုတ်ပြီအခုတော့အဲ့ဒီခရိယန်တို့ရဲ့အကျင့်စာရိတ္တကိုရောက်သွားပြီဆိုရင်ဘာထုတ်လုပ်ပေးတယ်လဲဆိုရင်မျော်လင့်ခြင်းကိုထုတ်လုပ်ပေးတယ်ဟုတ်ပြီဒီကနေ့ကျွန်တော်တို့အထူးဂရုစိုက်ရမှာမျော်လင့်ခြင်းဆိုတာစကားလုံးအဖြစ်ကြည့်ရင်ကျွန်တော်တို့ LPs လို့ခေါ်တဲ့ Greek စကားကိုစကားလုံးရဲ့ဆိုလိုရင်းကိုကြည့်တဲ့အခါမှာခြုံပြီးတော့ပြောလိုက်တဲ့အခါမှာအကောင်းဆုံးဖြစ်မည်ကိုစိတ်ချစွာစောင့်မျှော်နေခြင်းအနာဂတ်ကိုရှုစဉ်းစားလိုက်တဲ့အခါကျတော့ negative နော်မကောင်းတဲ့ဘက်အဆိုးမြင်ဝါဒနဲ့မကြည့်ဘူးအကောင်းမြင်ဝါဒနဲ့ကြည့်ပြီးတော့တကယ်ကောင်းခြင်းအဖျားပေါ်ပေါက်လာမယ်ဆိုတာကိုယုံကြည်စိတ်ချစွာနဲ့စောင့်မျှော်တယ်ဒီနေရာမှာယုံကြည်ကိုးစားခြင်းလို့လည်းသူတို့ခေါ်တယ်သို့တော့ကျွန်တော်တို့ယုံကြည်ကိုးစားခြင်းယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းဒီနည်းနည်းလေးကွာစကလုံးလည်းမတူသလိုပဲနည်းနည်းကွာတယ်ဒါပေမဲ့အများစု 80% ကပြန်တူတယ်မှတ်ထားပါမျှော်လင့်ခြင်းထဲမှာယုံကြည်ခြင်းအမြဲတမ်းပါတယ်ဟုတ်တယ်မလားမယုံတာကိုကျွန်တော်တို့မျှော်မလားကျွန်တော်တို့မျှော်လင့်သမျှအားလုံးကယုံကြည်တာကိုမျှော်လင့်တာမယုံကြည်ဘဲနဲ့ကျွန်တော်တို့မမျှော်လင့်နိုင်ဘူးဒါပေမဲ့မျှော်လင့်ယုံကြည်ခြင်းဆိုတာကကျွန်တော်အလွယ်ဆုံးပြောပြမယ်နော်ယုံကြည်ခြင်းဆိုတာ trust ကျွန်တော်မျက်စိထဲမှာပြန်စဉ်းစားလိုက်ရင်ဟိုးရင်တော့ကျွန်တော်ထိုင်ခုံ3ခုပြဘူးတယ်မှတ်မိလား
ရမထိုင်ကုန်ရှိတယ်ဒီမှာထိုင်ကုန်ရှိတယ်တကယ်ချင်းဒီမှာထိုင်ပါလို့ပြောတဲ့ခါကျတော့ထိုင်ကုန်ရှိမှန်းသိတယ်ထိပြတဲ့ခါကျတော့ဒီထိုင်ကုန်ပေါ်မှာထိုင်လိုက်တဲ့ခါကျတော့ချက်ချင်းဝုန်းတိုင်းကြီးဘယ်သူမှပြစ်ပြတော့မထိုင်ဘူးနော်ဘယ်သူမှတခါပထမဆုံးထိုင်ကုန်ထိုင်တဲ့ခါမှာဒီလိုပြစ်ထိုင်တယ်ဆိုတာမျိုးမရှိဘူးအရင်ဆုံးဖြည်းဖြည်းလေးရင်ထိုင်ရတယ်ထိုင်ပြီးကမှဒီထိုင်ကုန်ဒီခိုင်ခန့်တယ်ငါ့ကိုတည်နိုင်မယ်ဆိုတာစိတ်ချယုံကြည်တာနဲ့တပြိုင်တည်းအဲ့ဒီခါကျမှခြေပြစ်လက်ပြစ်ခြေတော့ကောပြစ်လက်ကောပြစ်မှကျွန်တော်တို့အမှထိုင်လို့ရတယ်အဲ့ဒါလို့ခြေပြစ်လက်ပြစ်ထိုင်တာဒီယုံကြည်ခြင်း faith trust ရဲ့သဘောနော်အဲ့ဒါယုံကြည်ခြင်းဒါပေမဲ့မျော်လင့်ခြင်းဆိုတာအဲ့ဒီမျော်လင့်ခြင်းဆိုတာကြီးကဒီလိုတစ်ချိန်လုံးလက်ပြစ်ထိုင်ပြီးတော့မနေဘူးမျော်လင့်ခြင်းဒီတစ်ခုခုကိုစောင့်နေတာဟာမင်းလာမအောင်ငါမျော်နေတယ်လို့ပြောလို့ရှိရင်ပါလက်ဒိတ်ပဲနံပါတ်1တူလာမကိုယုံတယ်မလားမယုံဘဲနဲ့မျော်လို့ရမလားတူလာမယ်လို့ငါမယုံဒါပေမဲ့ငါမျော်နေတယ်ရှိနိုင်မလားမရှိနိုင်ဘူးမင်းကငါမျော်နေတယ်ဆိုရင်လာမကိုယုံအကောင်မလေးကသူ့ကောင်လေးလာမကိုသူကယုံကြည်တယ်နောက်ပိုင်းလူတွေပိုရှင်းတဲ့သဘောရှိတယ်ကောင်မလေးကသူ့ကောင်လေးလာမကိုသူရှင်းတယ်သူလာမယ်ဘာဖြစ်လို့သူငါ့ကိုချစ်တယ်ငါ့ကိုမတွေ့ပဲသူမနေနိုင်ဘူးငါလည်းမနေနိုင်ဘူးအဲ့တော့ငါတို့နှစ်ယောက်အတူတွေ့ကျင်တယ်အဲ့တော့ဗမာစကားပုံရှိတယ်မိန်းမကြိုက်တော့ကဲဒီလိုစမယ်ယောက်ျားကြိုက်တော့ဒါလည်းခင်ဗျားတော့မပြောနိုင်ဘူးညံ့တယ်ခင်ဗျားတော့စာမဖတ်ဘူးအဲ့ဒါဘာကြောင့်သိလားစာမဖတ်လို့ယောက်ျားကြိုက်တော့စိုက်လာမိန်းမကြိုက်တော့မျောလိုက်တာသူကာယံလေးနဲ့ရှိတယ်မှတ်ပြီနော်ယောက်ျားကြိုက်တော့ကဲလိုက်ပြောယောက်ျားကြိုက်တော့စိုက်လာတယ်မိန်းမကြိုက်တော့မျောလိုက်တာကဲမျောတယ်ဆိုကြတဲ့ကသူလာမယ်ဆိုတာယုံသလားမယုံဘူးလားယုံတယ်ယုံတဲ့အတွက် तू မျောတာမယုံရင်မျောမလား तू လာမယ်လို့ငါမထင်ပါဘူးဒါပေမဲ့ငါမျောနေတယ်ရှိနိုင်မလားရှိဘူးမျောနေတယ်မလာဘူးဆိုနောက်နေ့တွေ့တယ်ဟဲ့နေပါကြောင့်မနေမလားလေနေငါမျောနေတယ်ဟုတ်လားဆိုငါအလကားမျောခိုင်းတယ်ဟုတ်တယ်မလားအေးဒါကြောင့်မလို့မျောတယ်ဆိုတဲ့အထဲမှာယုံကြည်ခြင်းဒီပါတယ်သို့တော့ယုံကြည်ခြင်းကငြိမ်မနေပဲနဲ့လှုပ်ရှားတယ်အဲ့ဒါဟာမျောတယ်လို့ခေါ်တယ်နော်ကဲအဲ့တော့ဒီမှာဒုတိယဥပမာကတဝတ်တင်းတော်ခရိယန်တွေကိုကြည့်လိုက်လို့ရှိရင်သူတို့ရဲ့ခြေနေကိုကြည့်တာဘာတွေ့ရတယ်လဲဆိုတော့သခင်ယေရှုဒုတိယအကြိမ်ကြွလာမဲ့နေ့ရက်ကိုသူတို့မသိဘူးဒါပေမဲ့ကြွလာမယ်ဆိုတာသေချာပေါက်သူတို့ယုံကြည်တဲ့အတွက်ကြောင့်သူတို့ဘာလုပ်လဲမျောနေကြတယ်ခရစ်တော်ကြွလာမှာကိုသူတို့မျောနေကြတယ်နေ့တိုင်းမျောကြနေ့တိုင်းပဲကြွလာမယ်ပုံစံမျိုးနဲ့သူတို့မျောနေကြတယ်ဒါကြောင့်အဲ့သူတို့မျောနေတဲ့အတွက်ကြောင့်သူတို့ရဲ့ယုံကြည်ခြင်းသည်အမြဲတမ်းလန်းဆန်းနော်တက်ကြွအမြဲတမ်းဖြစ်တယ်ညင်းငွေစရာ boring ပဲဖြစ်ဘူးသူတို့ယုံကြည်ခြင်းဘာဖြစ်လို့လဲခရစ်တော်ဒီကနေ့ကြွလာမယ်ပုံစံမျိုးနဲ့သူတို့မျောနေကြတာအဲ့ဒါလို့မျောလို့လည်းပဲနော်ယောမဘယင်းနဲ့အဆက်ပေါ့အဲ့ထဲမှာအဆိုးဆုံးကတော့နေရိုဘယင်းလက်ထက်မှာအများဆုံးပေတရုတို့နောက်တစ်ခါရှင်ပေါလုတို့အသေးနော်တေတံပေးခံရတာနေရိုလက်ထက်မှာသူတို့မကြောက်ဘူးလုံးဝမကြောက်ဘူးဘာဖြစ်လို့လဲခရစ်တော်ကြွလာမယ်ဆိုတာမကြာခင်ကြွလာမယ် imminent နော် imminent coming လို့ခေါ်တယ်မကြာမီကြွလာမယ်ဆိုတာသူတို့ယုံကြည်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ယုံကြည်ခြင်းဒီအယံပဲခိုင်မာတောင့်တင်းလန်းဆန်းနေတဲ့အတွက်ကြောင့်သူတို့မကြောက်ဘူးနောက်ဆုံးကျတော့မာတုရာနဲ့အသေးခံကြမာတုရာဆိုတာကြားဘူးလားကြားဘူးလားမာတုရာကြားဘူးလားကြားဘူးတယ်အတိတ်ပဲရောသိလားပါလေခရစ်တော်ကြောင့်
ခရစ်တော်ကိုယုံကြည်တာခရစ်တော်ကြောင့်အသေးခံတယ်မှန်တယ်မာတုရဆိုတာခရစ်တော်ကြောင့်အသေးခံတယ်ဟုတ်တယ်ဒါပေမဲ့ပိုးပြီးတော့မှန်အောင်ပိုးပြီးတော့ပြည့်အောင်ဆိုလို့ရှိရင်မာတုရဆိုတဲ့စကားလုံးဒီဂရိစကားကနေလာတာမာတုအင်္ဂလိပ်က martyr သူတို့ပြောနေတာ martyr ဆိုတာဂရိစကားမာတုရကနေလာအတိတ်ပဲပါလေ witness တက်တဲ့ခံခရစ်တော်ဒီဖျားဖြစ်တယ်အသေးခံပြီးတဲ့နောက်ရှင်ပြန်ထမြောက်တယ်ဒီကနေ့ကျွန်တော်ကျမတို့နဲ့အတူရှိတယ်လို့အသက်ခံရရင်လည်းမကြောက်ပဲနဲ့အသေးခံပြီးတော့တက်သေးခံကြတယ်အသေးခံပြီးတော့ဟောပြောကြတဲ့အတွက်ကြောင့်တက်သေးခံအသက်ကိုအသေးခံပြီးတော့ဟောပြောကြတဲ့အတွက်ကြောင့်တက်သေးခံအဲ့လိုပြောကြတယ်စကားလုံးထွက်လာတာဒါကြောင့်မို့လို့မာတုရအသေးခံနေဆိုတာခရစ်တော်ဒီဖျားဖြစ်တယ်ခမည်းတော်တတ်လိုက်တယ်ဒါပေမဲ့ရှင်ပြန်ထမြောက်တယ်ပြီးတော့ဒီကနေ့ကျွန်တော်နဲ့အတူရှိတယ်ပြီးတော့သူလာအောင်မယ်ကျွန်တော်ကျမတို့ကိုကယ်တင်ဖို့အတွက်သူလာအောင်မယ်ချီဆောင်သွားဖို့အတွက်သူလာအောင်မယ် second coming အဲ့ဒီဟာတွေကိုကိုယ်လုံးခြုံပြီးတော့တကယ့်အပြည့်အဝနဲ့သူတို့ယုံကြည်တဲ့အတွက်ကြောင့်ဘယ်လိုဒုက္ခဆင်းရဲခြင်းနော်နှိပ်စက်ခြင်းပဲရောက်သူတို့လုံးဝမဖြုံဘူးဘာဖြစ်လို့လဲသူတို့ရဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းကသူတို့ကိုလွှမ်းမိုးသွားတဲ့အတွက်ကြောင့်သူတို့မှာအာတိခွန်တက်တွေရရှိပြီးတော့ဘာမဆိုသူတို့ရင်ဆိုင်နိုင်ကြတယ်ကဲဒီမှာအဲ့ဒီချိန်မှာပေတရုလည်းခံရတယ်မခံခင်လေးမှာသူဘာမှားထားတယ်လဲကြည့်ရအောင်တစ်ပေခန်းကြီး1အငယ်73မှာတို့ဖြစ်၍တင်တို့စိတ်နှလုံးကိုခပန်းစီး၍တမာတရိရှိကြလောယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါတင်တို့စီတို့ရောက်လဒံသောဂျေဇုတော်ကိုအဆုံးတိုင်မျှော်လင့်ကြလောပေတရုကိုယ်တိုင်ကမျှော်လင့်ခြင်းကိုကောင်းကောင်းပေးထားတယ်ယေရှုခရစ်ပေါ်ထွန်းလာတဲ့အခါမှာတင်တို့ကိုပေးမဲ့အထူးဂျေဇုတော်နော်အထူးဂျေဇုတော်ကောင်းကြီးမင်္ဂလာနော်တရဖူအောင်မြင်ခြင်းတရဖူပေးဖို့ရှိတယ်အဲ့ဒီအတွက်တူလာမယ်ဒါကိုစိတ်ထဲမှာခိုင်ခိုင်ထားပြီးတော့မျှော်လင့်ကြလို့တူလည်းပဲအဲ့ဒီမျှော်လင့်ချက်နဲ့ပဲအသက်ခံရတယ်လက်ဝါးကတိုင်ပေါ်မှာဒီလိုတောင်မှအသက်ခံတာမဟုတ်ဘူးနော်သူကလက်ဝါးကတိုင်ပေါ်မှာဒီလိုချိတ်လိုက်တဲ့အခါပေတရုကဘာပြောတယ်လဲကျမ်းစာထဲမှာတော့မရှိဘူးအသင်းတော်တမိုင်းတွေမှာတွေ့ရတယ်သူကဒီလိုချိတ်လိုက်မှတတ်မယ်လို့တဲ့အခါသူဘာပြောလဲဆိုကျွန်တော်တခုတောင်းဆိုခြင်းပါတယ်ကျွန်တော်ကိုပြောင်းပြန်ဒီလိုမဟုတ်ဘဲနဲ့ပြောင်းပြန်ဇောက်ထိုးမိုးမြော်တတ်ပါကျွန်တော်ဟာခရစ်တော်နဲ့အတူဒီလိုသေဖို့ကျွန်တော်မထိုက်တန်ဘူးကျွန်တော်ချစ်တဲ့ခရစ်တော်ရဲ့ခြေထောက်ကိုနမ်းရင်းနဲ့ကျွန်တော်သေခြင်းနဲ့ဒါကြောင့်ကျွန်တော်ကိုပြောင်းပြန်တတ်ပါသူ့ကိုပြောင်းပြန်တတ်တာလက်ဝါးကတိုင်ပေါ့ဘာကြောင့်လဲသူ့ရဲ့မျှော်လင့်ခြင်းဒီအယံပဲကြီးမာတယ်ဒါကြောင့်တခြားယုံကြည်သူတွေကိုလည်းပဲမျှော်လင့်ကြလို့မျှော်လင့်ပြီးတော့နေကြအဲ့လိုသူမှားတယ်သူကိုယ်တိုင်လည်းမျှော်လင့်ရင်းနဲ့အသေးခံသွားတယ်အော်တခါဟေပြဲကျမ်းမှာအခန်းကြီး30စနစ်23မှာဘယ်လိုရေးထားတယ်မျောလင့်ခြင်းအကြောင်းကိုဝန်ခံ၍မတင်းရိပ်မရွေ့လျော့ပဲတီကြည်ကြကုန်ဟံမရင်းရိုင်နဲ့တီတီငိမ့်ငိမ့်ကျွန်တော်နေရအောင်အကြောင်းမူကဂရိထားတော်မူသောသူသည်တစ္ဆာနဲ့ပြည့်စုံတယ်သခင်ယေရှုသည်ဘယ်တော့မှညာမပြောဘူးဖယားသခင်သည်ဘယ်တော့မှညာမပြောဘူးဒါကြောင့်ယုံကြည်စိတ်ချစွာနဲ့မျှော်လင့်ကြမရင်းရိုင်နဲ့ခရိယန်တွေကိုဖန်အမျိုးမျိုးဒုက္ခပဲကဲမင်းအသက်ရှင်ခြင်းသလားလွတ်ခြင်းသလားလွတ်ခြင်းနဲ့ဆိုရင်ယေရှုကိုငါမယုံဘူးလို့ပြောယေရှုကိုငါမယုံဘူးလို့တခွန်းပဲပြောဒါမှမဟုတ်ရင်စီဇာဒီသခင်ဖြစ်တယ်လို့တခွန်းပဲပြောမင်းကိုချက်ချင်းလွတ်မယ်သူတို့ပြောသလားမပြောဘူး
စီဇာသည်တခင်မဟုတ်ဘူးသူတို့အလိုပဲဒေါ်နဲ့မောနဲ့မပြောဘူးပြုံးလေးနဲ့မားနေပြီကိုလို့စီဇာကတခင်မဟုတ်ဘူးယေရှုသည်တခင်ဖြစ်တယ်အဲ့ဒါလိုပဲသူတို့အသေးခံသွားကြတယ်ကဲဒါကြောင့်မလို့ကျမ်းစာမှာသူပါဆက်ပြောတယ်ရှင်ပေါလုကဒီလိုနော်ဒီလိုမျော်လင့်ခြင်းအကြောင်းဒီမျော်လင့်ခြင်းအကြောင်းမလို့ရှက်ကြောက်စရာအကြောင်းမရှိဘူးဘာဖြစ်လို့ရှက်ကြောက်စရာအကြောင်းမရှိရတယ်လဲတေချာလို့ပေါ့မျော်လင့်ခြင်းဒီယုံကြည်စိတ်ချမှုကိုဖြစ်စေတယ်ဆရာကြီး commentary ရေးတဲ့ဆရာကြီးတစ်ပါးပေါ့နော် McDonald သူကဘာပြောလဲမျော်လင့်တဲ့အတိုင်းအမှန်တိုင်းဖြစ်မလာရင်ပတ်ဝန်းကျင်မှာအဆက်ကွဲစရာအထင်သေးစရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ခရိယန်တွေရဲ့မျော်လင့်ခြင်းဟာအမှန်တကယ်ဖြစ်မှသေချာပေါက်ဖြစ်တဲ့အတွက်ကြောင့်ရှက်စရာမလိုဘူးကြောက်စရာမလိုဘူးမျော်တယ်မျော်တာမျော်ပါဒုတိယကမ္ဘာစစ်တုန်းကဂျာမနီနာဇီဟစ်လာအကြောင်းလွန်ခဲ့တဲ့ပတ်ကကျွန်တော်ပြောတယ်နော်အခုကျွန်တော်လည်းနည်းနည်းပြန်ပြောအောင်ပဲဟစ်လာနတ်စီပေါ့နော်ဒါနတ်စီဆိုတာကကျွန်တော်တို့ရဲ့အတန်ထွက်တဲ့နတ်စီနော်ကျွန်တော်တို့ကနာဇီလို့ပြောတာနတ်စီဒါကဘာလဲဆိုတော့တို့ဂျာမန်စကားအစကလုံးတွေကိုယူထားတာဖြစ်တယ်အတိတ်ပဲကဘာလဲ national socialism အမျိုးသားဆိုရှယ်လစ်ဝါဒအဲ့ဒါကနာဇီဆိုတော့အဲ့ဒီနာဇီလက်ထက်တုန်းကသူတို့ကိုတိုက်ခါတဲ့လူတွေမှန်သမျှပေါ့နော်သူတို့ဖမ်းတာတမျိုးပါနောက်ဂျူးတွေကတော့တိုက်မတိုက်ဂျူးမှန်သမျှအကုန်ဖမ်းနောက်မှသူတို့အကျဉ်းထောင်နော်သူတို့အကျဉ်းထောင်စခန်းကြီးမှာကျွန်တော်ဗမာပြည်လို့ဆိုတော့ရဲဘက်ပေါ့သူတို့ရဲဘက်စခန်းဆိုတာရဲဆက်ပဲတမင်ဝါမကြွေးဘူးအလုတ်ကျန်းနေခိုင်းတယ်တကယ်ချမ်းတဲ့ရာသီဥတုမှာအဝတ်စားမဝတ်ခိုင်းဘူးတုံးလုံးနေခိုင်းတယ်ရဲဆက်ပဲတည်သွားရင်လည်းကိစ္စမရှိဘူးလေအဲ့ဒီအချိန်မှာဆရာကြီးအဲ့ဒီမှာဒေါက်တာတယောက် Viktor Frankl နော် Viktor Frankl သူကတော့ Austrian လူတယောက်ဖြစ်တယ်သူလည်းပဲထောင်ထဲမှာကြာတယ်သူကြတော့ဂျူးမဟုတ်တဲ့ခါကျတော့အမှုပေါ့တာပေါ့နော်ဆိုတော့ तू ကလေ့လာတယ်လူတွေမှာရှိနေတဲ့သူလည်းပါတယ်တဲ့အဲ့ဒီမှာအကျဉ်းထောင်ကြာနေတဲ့လူတွေရဲ့တဘာဝကို तू နေတိုင်းပဲ तू ကတုံးတတဲ့ခါကျတော့နောက်ဆုံးဒုတိယကပါစီးပြီးတဲ့ခါ तू မသိခင်မှာလွတ်သွားတဲ့အတွက်ကြောင့် तू စာအုပ်ပြန်ရေးတယ် तू ရေးတဲ့စာအုပ်ထဲမှာ तू ဖော်ပြထားတာကိုကျွန်တော်ကိုးကားတာဖြစ်တယ်။ तू ကဘာပြောလဲဆိုတော့ကျွန်တော်ကြည့်နေတာတဲ့ထောင်သားတယောက်စီတိုင်းကျွန်တော်နဲ့တူနေတဲ့လူတွေတိုင်းမှာမျောလင့်ချက်ကလေးတစ်ချက်ကုန်သွားတာနဲ့တပြိုင်နက်ငါတို့တော့လွတ်မယ်မထင်တော့ပါဘူးလို့ပြောလိုက်တဲ့လူတိုင်းဟာနောက်တစ်နေ့မှာတေသွားတာကြီးပဲလွတ်မယ်လို့မထင်ဘူးလွတ်လန်းမရှိပါဘူးဆိုပြီးတော့မျောလင့်ချက်ကုန်သွားတဲ့လူတိုင်းမကြာမီအားလုံးတေသွားတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်အံ့ဩတာတစ်ခုကတော့လူတွေရဲ့စိတ်ဘလောက်ထိအောင်အံ့ဩစရာကောင်းတယ်မျောလင့်ချက်စပင်မွေးတစ်ချောင်းလေးလောက်ရှိနေသေးတဲ့လူတစ်ယောက်ဟာခံနိုင်ရရှိတယ်ဘာဖြစ်လို့မျောလင့်သေးတာတနေ့ငါလွတ်မယ်ငါ့ကိုကယ်တဲ့လူတစ်ယောက်ရောက်ရှိမယ်ဖခင်ကငါ့ကိုကယ်မယ်တနည်းမဟုတ်တနည်းကယ်မယ်လို့ယုံကြည်မျှော်လင့်တဲ့လူတိုင်းဟာသူတို့အသက်ရှင်ကြတယ်နောက်ဒီထဲမှာယုံကြည်ခြင်းရှိတဲ့ခရိယာန်တွေဆိုရင်ပိုးပြီးတော့အသက်ရှိတာကိုသူတွေ့တယ်အဲ့ဒါကြောင့် तू ကရေးတဲ့ထဲမှာ तू ဘာရေးထားတယ်လဲဆိုတော့လူတစ်ယောက်ရဲ့အကြောင်းကိုကြည့်တဲ့အခါလူတစ်ယောက်ဟာတဲ့အစာမစားဘဲနဲ့ရက်ပေါင်း40နေနိုင်တယ်တဲ့မတည်ဘူးမတည်ရက်ပေါင်း40မြင်းလေးဘာမလုပ်နိုင်တော့ဘူးမျက်စိလည်းမမိတ်မလုပ်တော့ဘူးဘာမှမလုပ်ဒါပေမဲ့အသက်ကလေးကရှူနေတော့ပဲရက်ပေါင်း40အသက်ရှင်နိုင်တယ်တဲ့ဘာမှမစားပဲနဲ့ဒါပေမဲ့ရေမတောက်ပဲနဲ့တော့3ရက်ပဲခံတယ်ရေမတောက်ရတဲ့လူတွေ3ရက်နောက်တစ်နေ့4ရက်နေ့ဆိုရင်အကုန်သေးပြီရှိတော့နောက်တစ်ခါတဲ့လေမရှူပဲနဲ့တော့10မိနစ်ပဲခံတယ်10မိနစ်ထိပြီးတော့တက်မရှူတော့အားလုံးသေးတယ်အဲ့ဒီထဲမှာတဲ့သူကဘာပြောတယ်လဲမျောလင့်ခြင်းမရှိဘူးဆိုရင်တဲ့10စက္ကန့်တောင်အသက်မရှင်နိုင်ဘူး
မျောလင့်ခြင်းဘလောက်အရေးကြီးလဲနော်အစာမစားပဲရက်ပေါင်း40နေနိုင်တယ်ရေမတော့ပဲ3ရက်နေနိုင်တယ်လေမရှူဘဲနဲ့10မိနစ်နေနိုင်တယ်ဒါပေမဲ့မျောလင့်ချက်ကုန်တာနဲ့တပြိုင်နက်10စက္ကန့်တောင်အသက်မရှင်တော့ဒီမှာစကားပြောနေတော့ကိုဘာမှမပြောတော့ရက်နေမှာဟာမိတ်ဆွေဘယ်လိုလဲလှုပ်လိုက်ရင် तू မရှိတော့ဘူးအသက်မရှိတော့ဘူးဘာဖြစ်လို့လဲမျောလင့်ချက်ကုန်သွားတာကျွန်တော်အဲ့ဒါဖာရင်းနဲ့ကျွန်တော်သွားစဉ်းစားမလေးရှားမှာနေတော့ကျွန်တော်တို့မလေးရှားမှာဆိုရင် Thailand ဖွဲ့တွေကတိမှာမဟုတ်မလေးရှားကတော့ illegal တွေကြီးပဲဆိုတော့လေဒီလိုပဲအစိုးရခွင့်မပြုတဲ့ကြားတဲ့ကမှောင်ခိုနဲ့နေရတာဆိုတော့နိုင်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းအဖမ်းခံနိုင်တဲ့အခြေအနေရှိတယ်။ဟိုးရင်တော့ကတော့အဆင်ပြေအခုတော့ကြောက်စရာကောင်းတယ်။ဖမ်းပြီဆိုရင်ဗမာပြည်ပြန်ပို့တာ။အဲ့ဒီမှာလူငယ်တွေဆိုတော့ဗမာပြည်ပို့ပြီဆိုတိတဲ့အတိုင်းပဲနော်။အကုန်လုံးစစ်တပ်ထဲမှာစစ်တပ်ရောက်တော့တာမလို့ချင်းတီဖြစ်စေလို့ကျွန်တော်တို့နေတော့ကတော့အဲ့ဒါမရှိသေးဘူး။မရှိသေးဘူးဆိုတော့ဖမ်းလို့ရှိရင်လည်းသူတို့ကဗမာပြည်မပို့ဘူး။ပို့တာတဲ့ဆိုင်တော့ပတ်စံရတာ။အဲ့တော့ပတ်စံပေးရဒါပေမဲ့ဒီလိုခြေနေမျိုးမှာကျွန်တော်တို့ဗမာပြည်သားတွေနော်နေကြတယ်ကြောက်စရာကောင်းနေဆိုမရင်ဆိုင်ရဲတဲ့လူတွေကြောက်တဲ့လူတွေကတော့ပြန်သွားကြတယ်ဒါပေမဲ့တချို့မပြန်ဘူးမပြန်တဲ့လူတွေကိုကျွန်တော် interview ဆန်းလုပ်ကြည့်တာပေါ့ကျွန်တော်က chapel မှာကျွန်တော်နေတဲ့ခါကျတော့ကျွန်တော် chapel မှာအဲ့တဲ့အနည်းဆုံး20 30အများတန်းရှိတယ်နေ့တိုင်းကျွန်တော်တို့ပွဲသေးသေးလို့ပဲသမင်းချက်ပြီးဆိုရင်ပွဲလမ်းအသေးသေးလေးတွေလောက်ရတယ်ကျွန်တော်မေးတယ်ဘာဖြစ်လို့ခင်ဗျားတို့မပြန်ဘဲနဲ့တောင့်ခံတာလဲလို့မေးကြအားလုံးရဲ့အဖြေကအမေရိကန်ရောက်ချင်လို့ဩစတြေးလျသွားချင်လို့နော်ဝေးသွားချင်လို့စသည်ဖြစ်ပေါ်တယ်နိုင်ငံခြားသွားချင်တယ်စပြန်စဉ်းစားကြည့်တဲ့အခါဩမလေးရှားမှာဒုက္ခဘလောက်ပဲရောက်ကြောက်စရာဘလောက်ပဲကောင်းလူတွေနေနိုင်တယ်ဘာကြောင့်လဲတနေ့အမေရိကန်ရောက်မယ်ဆိုတော့မျောလင့်ချက်တယ်ဒါကြောင့်မှကျွန်တော်စဉ်းစားတော့ဒီနေ့လေလူတွေများရှိသေးတယ်ပိုတော်များတယ်ဘာဖြစ်လို့လဲတနေ့ဒီကိုထွက်လာနိုင်မလားဆိုတော့မျောလင့်ချက်ကလေးနဲ့အားလုံးနေကြတယ်ဒါကြောင့်မျောလင့်ချက်အရေးကြီးဆုံးပေါ့နော်ပြောတော့ဒါကျွန်တော်ကြုံကြိုက်လို့ပြောပြတာဟိုဘက်တော့ကျွန်တော်ပြောခဲ့တော့ဒေါက်တာဂျင်ဒန်နီဆန်သူ့ရဲ့သားကင်ဆာရလို့ဆုတောင်းတယ်ဒါပေမဲ့သေသွားတယ်အဲ့မှာသူ့ရဲ့သားရဲ့ဂျပနာမှာမိတ်ဆွေတယောက်ကတခါတည်းအလိုက်တိနဲ့ပေါ့စိတ်တော့မရှိပါနဲ့ခမည်းကလေးကိုမွေးမှဆူတောင်းပေးတယ်ထင်တယ်ကျွန်တော်တို့ကမမွေးခင်ကတည်းကဆူတောင်းပေးတယ်အဲ့ဒါကြောင့်ကလေးတွေကြီးကြမ်းမတောင်းပြီးခမည်းဆူတောင်းတာနောက်ကျတယ်လို့အပြောခံရတဲ့ဆရာကြီးမဒေါက်တာဂျင်ဒန်နီဆန်သူကသူ့ရဲ့ကျန်းစာကျောင်းသူတက်တော့ကသူ့ကိုတင်ပေးတဲ့ professor ပေါ့နော်ကျန်းစာကျောင်းဆရာကြီးသူ့ကျမ်းမာရေးစစ်ဆေးတဲ့အခါမှာစေုံနော်စစ်ဆေးတဲ့အခါသူကင်ဆာယောဂနဲ့သွေးကင်ဆာရတယ်ဆိုတာတွေ့တဲ့အခါကျဆရာဝန်တွေကနေဆွေးနွေးမှသူ့ကိုခေါ်မှစကားပြောကြတယ်။ဘာပဲပြောအမေရိကန်ထုံးစံတိုင်းပဲသူကမပြောဘဲမနေဘူး။ဗမာပြည်ဆိုတော့မပြောဘူးနော်တော်သေးတယ်ဗမာပြည်မှာဆိုရင်မျောလင့်ချက်မရှိဘူးဆိုရင်ခင်ဗျားမျောလင့်ချက်မရှိတော့ဘူးလို့ပြောသလားမပြောဘူးလို့ပြောလေကဲခင်ဗျားကောင်းသွားပြီအိမ်ပြန်ပြီးတော့ကြိုက်တလို့စားနေခြင်းတလို့နေပြောတလို့နေအဲ့လိုလွှတ်လိုက်တာအမှန်တော့အဲ့ဒါကမျောလင့်ချက်မရှိတော့တဲ့အတွက်ကြောင့်ဒါပေမဲ့မသိခင်မှာပြောနဲ့သိအောင်ဗမာပြည်ကအဲ့လိုလောက်တော်သေးတယ်ဒီမှာအဲ့လိုမဟုတ်ဘူးအကုန်ပြောတာမလွယ်ဘူးနော်ဆိုတော့ကျွန်တော်တို့လည်းရလာတဲ့နေ့မှာတော့သူတို့ပြောမှာပဲအဲ့တော့သူကပြောဆိုသူ့ဆရာဝန်ကဲခင်ဗျားမှာသွေးကင်ဆာရှိတယ်အဲ့လိုပြောမှသူတို့ထွက်သွားပြီးတဲ့ခါကျတော့အဲ့ဒီဒေါက်တာဂျင်ဒန်နီဆန်လည်းရှိတာသူ့မိန်းမလည်းရှိတယ်တဲ့နော်သူတို့ကသွားလဲတာသူတို့ဆရာသွားလဲနေတာသူ့ဆရာလည်းပဲဆရာဝန်နဲ့လည်းထွက်သွားပြီးတဲ့ခါကျတော့ဘယ်လိုသူ့ဆရာဘယ်လိုနေမလဲလို့သူအရန်စိတ်ဝင်စားမှဆရာကိုကျွန်တော်ကြည့်နေတာသူတို့လည်းထွက်သွားရသူကတေးချာပြုံးပြလိုက်တယ်ကျွန်တော်တို့ပြုံးပြလိုက်ပြီးတော့သူပြောတယ်သူတို့မသိတာရှိတယ်ငါအချိန်ဟာဖရားလက်ထဲမှာရှိတယ် my times are in God's hand ငါတေဖို့မတေဖို့ငါဘယ်တော့တေမယ်မတေဘူးဆိုတာကိုသူတို့မသိဘူးဘာဖြစ်လို့လဲဖရားလက်ထဲမှာရှိတယ်ဆိုမှကျွန်တော်ဆရာကျွန်တော်ပြုံးပြီးတော့အဲ့လိုပြောတာတဲ့ဆိုတော့တအားခွန်အားရတာပေါ့နော်သူလည်းပဲကျန်းစာကျောင်းဆရာပဲအဲ့လောက်တော့ရှိရမှာပေါ့
ဆရာဝန်တွေကခမရသွေးကင်ဆာရပြီခြေနေမကောင်းတော့ဘူးဘလောက်ပဲကြာတော့မယ်ဘလောက်ပဲခံတော့မယ်လို့ပြောတဲ့ခါကျတော့ဟုတ်ကဲ့အော်ကျေးဇူးတင်ပါတယ် thank you သူလက်ထွက်သွားပြီးတော့သူတစ်ဖက်ကိုကြည့်မှာပြုံးပြက်လိုက်မှာသူတို့မသိဘူးငါရဲ့အချိန်ဟာငါရဲ့အသက်ဟာဘုရားလက်ထဲမှာရှိတယ်အဲ့ဒါကျမ်းစာကိုသူပြောတာနော်ကျမ်းစာကဘာလဲဆာလံကျမ်း31အငယ်14 15မှာဒီလိုရေးထားတယ်အိုးထာဝရဘုရားကိုရောကိုကျွန်ုပ်ကိုးစားပါ၏ကိုရောဒီကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်ဟုကျွန်ုပ်လျှောက်ဆိုပါ၏ကျွန်ုပ်၌ဖြစ်လေသမျှသောအမှုအရာတို့ကိုရောစီရင်ပိုင်တော်မူ၏အင်္ဂလိပ်ကျမ်းမှာတော့ my times are in your hand အဲ့လိုရေးထားကျွန်တော်ရဲ့အသက်တာအချိန်အားလုံးဒီကိုရောလက်ထဲမှာရှိပါတယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့ဆရာကြီးယုဒတန်ပိုးပြီးတော့လေးနဲ့ပြီးတော့နားလေလွယ်အောင်ဆိုပြီးတော့ကျွန်ုပ်၌ဖြစ်လေသမျှသောအမှုအရာတို့ကိုသူတည်တည်ဖြစ်စေရှင်တည်ဖြစ်စေဘာပဲဖြစ်နေဘသူလက်ထဲမှာဘသူကစီရင်တယ်လဲကိုရောစီရင်ပိုင်တော်မူတယ်ကိုရောကျွန်တော်ရဲ့အသက်ဒီကိုရောလက်ထဲမှာရှိတယ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေရှင်သည်ဖြစ်စေတည်သည်ဖြစ်စေဘယ်လိုပဲဖြစ်နေအကုန်လုံးကိုရောလောက်ပိုင်ခွင့်ရှိတယ်ကိုရောလောက်တယ်လို့ဖြစ်တယ် My times are in your hand ဒါတကယ်ယုံကြည်သောပုဂ္ဂိုလ်တွေကပြောလိုက်တဲ့စကားဒါဝိမင်းကြီးကပြောတာဒါပေမဲ့ဒါကိုဒေါက်တာဂျင်ဒန်နီဆန်ရဲ့ဆရာကျမ်းစာကျောင်းဆရာပရိုဖက်ဆာကြီးကလည်းပြန်ပြီးတော့အဲ့လိုသူပြောနိုင်တယ်ဒါဘာကြောင့်လဲသူ့ရဲ့မျှော်လင့်ချက်ရှိတယ်နောက်တစ်ခါ Isaac ဖြစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်တယောက်သူလည်းပဲယောဂရတယ်သူ့ယောဂကတော့ခုခေတ်မှာတော့တိတ်ကြောက်စရာမရှိတဲ့ဟိုးခေတ်တော့အရန်ကြောက်စရာကောင်းတဲ့ယောဂမျိုးပေါ့အဲ့တော့ဆရာဝန်တွေကသူ့ကိုလက်မြောက်တဲ့သဘောမျိုးရှိတယ်အဲ့ဒါနဲ့ဆေးရုံကဆရာဝန်ကိုသူပြောတာပေါ့ကျွန်တော်ကိုပြောက်အောင်ကုနိုင်မလားလို့သူမေးတယ်အဲ့တော့သူတို့ကမဖြစ်နိုင်တော့မျောလင်းချက်မရှိဘူးလို့ပြောအဲ့ဒါနဲ့သူပြန်ထွက်မှအပြင်ကဆရာဝန်တယောက်ကိုသူကပြန်ပြီးတော့ချင်းကတ်တယ်ကျွန်တော်ကိုပြောက်အောင်ကုနိုင်မလားလို့မေးပြန်တယ်အဲ့တော့သူကဘာပြောလဲစူးစမ်းပေးပါမယ်ဒါပေမဲ့ပျောက်ဖို့မျောလင့်ချက်မရှိဘူးအဲ့တော့ तू ကဘာပြန်ပြောလဲโอเคဆရာမှာမျောလင့်ချက်မရှိပေမဲ့ကျွန်တော်မှာမျောလင့်ချက်ရှိတယ်ဆရာဝန်ကတော့မျောလင့်ချက်မရှိတော့ဘူးလို့ပြောပေမဲ့လူနာမျောလင့်ချက်ရှိနေတယ်ကျွန်တော်မှာမျောလင့်ချက်ရှိတယ်ပြောတော့ तू လည်းအံ့ဩတာပေါ့ဟာဘယ်လိုမျောလင့်တာလဲလို့မေးတဲ့ခါကျတော့ကျွန်တော်မျောလင့်ခြင်းဟာကိုယ်ခန္ဓာအတွက်မဟုတ်ဘူးကျွန်တော်ရဲ့ဝိညာဉ်အတွက်မျှော်လင့်ချက်ရှိတယ်။ဘာဖြစ်လို့လဲ။ကျွန်တော်ကိုကယ်တင်ပိုင်ရှင်သခင်ယေရှုခရစ်ရှိတယ်။သူနဲ့ကျွန်တော်တွေ့ဖို့ရှိတယ်။သူနဲ့ကျွန်တော်ချိန်ထားတယ်။ဒါကြောင့်သူနဲ့တွေ့ဖို့အတွက်ကျွန်တော်မှာမျှော်လင့်ချက်ရှိတယ်။ဆရာဝန်အနေနဲ့ကျွန်တော်ရဲ့နော်အချိန်နဲ့ဒါနောက်ဆုံးပဲမျှော်လင့်ချက်မရှိတော့ဒီနောက်ပိုင်းမရှိတော့ဘူးလို့ခင်ဗျားထင်တယ်။ဒါပေမဲ့ဒီနောက်ပိုင်းမှာကျွန်တော်မှာမျှော်လင့်ချက်ရှိတယ်ဒါဟာယုံကြည်သောခရိယန်ပုဂ္ဂိုလ်ကြီးတွေရဲ့ဒုက္ခဆင်းရဲခြင်းကိုရင်ဆိုင်ပုံပေါ့နော်အခုဒီလူအကြောင်းကိုနည်းနည်းပြောချင်တယ်သူ့နာမည်ကတော့ရေးထားတာနဲ့ဖတ်တာနဲ့တော့မဆိုင်ဘူးကျွန်တော်တို့အင်္ဂလိပ်ကျွန်တော်တို့ဖတ်တတ်တယ်လို့ဖတ်မယ်ဆိုရင် Jean Paul Sartre မဟုတ်လား Jean Paul Sartre ဒါမဲ့အဲ့လိုမျိုးဒါ French နာမည် Jean Paul Sartreဖတ်တဲ့အခါမှာ Jean Paul Sartre လို့ဖတ်ရတယ်သူက1905မှာမွေးတယ်1980မှာဆုံးတယ်သူဟာ philosopher ဖြစ်တယ်နောက်ကဘာပေါ်မှာဝတ္ထုရေးအရန်ကောင်းပါသူ့ဝတ္ထုတွေဟာဟိုဗီဒီယိုတွေရုပ်ရှင်တွေကြီးကျယ်ရိုက်ကြတယ်နောက်ပြီးတော့ပြဇာတ်တွေလည်းသူကရေးတယ်နာမည်ကြီးတယ်သူ့ရဲ့ philosophy ကတော့ existentialism ဖြစ်တည်ခြင်းဒတနာပညာပိုင်ရှင်ကြီးပါပညာရှင်ပါအဲ့ဒီဖြစ်တည်ခြင်းအကြောင်းတော့ကျွန်တော်ကြုံကြိုက်တဲ့ခါမှာကျွန်တော်ပြောပြမယ်ဒီနေ့မပြောဘူးအဲ့တော့သူကဘာပြောလဲဆိုတော့ there's no god ဘုရားမရှိဘူးနောက်ပြီးတော့ inherent human nature အာဒမ်စီကနေနော်အမွေခံအပြစ်ပါရစကားတွေထဲမပြောနဲ့အဲ့ဒါတွေအလကားစိတ်ကူးရင်ရှိဘူးအဲ့ဒါတဲ့လူဟာတဲ့ condemned to be free လူဒီလွတ်လပ်တယ်နေ
တော်နေချင်းတော်နေရကြိုက်တော်နေလို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ခမည်းရဲ့ဆုံးဖြတ်ချက်တည်ခမည်းကိုခမည်းတန်ဖိုးထားဖြတ်လိုက်တာ ਨੇ အတူတူပဲခမည်းရဲ့ဘဝခမည်းရဲ့ပုံစံတည်တန်ဖိုးရှိသလားလေးစားထိုက်သလားမထိုက်ဘူးလားဆိုတာအားလုံးဟာခမည်းရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ်လို့ပြောတယ်သူရဲ့ philosophy အရန်ကောင်းတယ်ဒါပေမဲ့ခက်တာကသူတို့ဖျားမဲ့ဖြစ်နေကြတယ်သူကပြောတယ် hell is other people hell မရှိဘူးငရဲမရှိဘူးငရဲဆိုတာလူတွေပဲတဲ့ဘာဖြစ်လို့လဲဒီလူတွေဟာတဲ့ခမည်းကို control နေကြတာဒီလူတွေကခမည်းကိုချုပ်ကင်နေကြတာတဲ့အခုခမည်းအသက်ရှင်တာကိုယ့်အကိုရှင်တယ်လို့မထင်နဲ့တဲ့ငါ့ကိုသူတို့ဘာပြောမလဲငါ့ကိုသူဘယ်လိုပြောတယ်လဲအဲ့ဒါတွေလိုက်ကြည့်ပြီးတော့ခမည်းအသက်ရှင်နေတာတဲ့ကျွန်တော်တို့လူရှင်တဲ့လူတွေရှိတယ်နော်အဲ့လိုရှင်ကြလားရှင်ပါတယ်ဟာဒီလိုနေဒီလိုဖြစ်မယ်ဒီလိုနေလူတွေပြောလိုက်မယ်အမေတို့သွားပြီးရောမင်းပြောတော့သူတို့ဝေဖန်မယ်ပါပြောသူများဝေဖန်မှာကိုကျွန်တော်တို့ကကြောက်လန့်ပြီးတော့နေကြတာရှိတယ်မလားအဲ့ဒါကိုသူပညာသားပါနဲ့ပြောတာ hell ဆိုတာမရှိပါဘူး hell ဆိုတာလူတွေပဲဘာဖြစ်လို့လဲ hell ဆိုတာဒုက္ခရောက်တဲ့နေရာလို့ပေါ်ပြတဲ့အတွက်ကြောင့်လူတွေဟာဒုက္ခပဲလူတွေစကားလိုက်နားထောင်နေရင်ဒုက္ခရောက်လူတွေပြောတိုင်းမင်းလိုက်လုံနေမင်းသွားပြီအဲ့ဒီသဘောပေါ့ခင်ဗျားတို့အဲ့လောက်နားလည်မထင်နဲ့နောက်သူကထူးခြားတာ1964မှာ Nobel Prize in Literature စာပေမှာသူက Nobel ဆုရတယ်ဒါပေမဲ့ကဘာပေါ်မှာအောင်စရာကောင်းတာကသူလက်မခံNobel ဆုပေးတဲ့ခါသူလက်မခံဘာကြောင့်လဲကျွန်တော်လက်ခံလိုက်လို့ရှိရင်တဲ့ခင်ဗျားတို့ရဲ့ Nobel Committee အဖွဲ့ဝင်ထဲမှာကျွန်တော်ပါတယ်လို့ဖြစ်နေNobel Committee အဖွဲ့ရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ကျွန်တော်ကထောက်ခံတယ်လို့ဖြစ်နေတယ်ခင်ဗျားတို့လောက်တာကိုကျွန်တော်ထောက်ခံတာမရှိဘူးကန့်ကွက်တာလည်းမရှိဘူးဒါကြောင့်မလို့ကျွန်တော်ဟာနေကျွန်တော်ပဲနေတယ်ဆိုတာကိုပေါ်လွင်စေတဲ့အတွက်ကြောင့်ခင်ဗျားတို့လက်ဆောင်ကိုကျွန်တော်ယူလို့မရဘူးဒါလည်းပဲသူ philosophy လည်းတစ်မျိုးပဲเนาะအခုတော့ကျွန်တော်ပြောချင်တဲ့အကြောင်းကတော့ဒီမှာသူကဖျားမဲ့ဖြစ်တဲ့အတွက်ကြောင့်မသိခင်မှာသူဘာပြောတယ်လဲဆိုတော့ငါသိရင်တဲ့မျောလင့်ချက်ရှိနဲ့ငါသိမယ်တဲ့ဒါမဲ့တကယ်သိခါနည်းရောက်လာတဲ့စေယုံပေါ်မှာနောက်ဆုံးအဆင့်ရောက်လာတဲ့အခါမှာသူ့မှာဘာမျောလင့်ချက်ရှိတယ်ပြန်ရှာကြည့်တယ်ဘာကိုမျောလင့်ရမလဲလို့သူတွက်ကြည့်တဲ့အခါကျတော့ဘာမှမရှိဘူးငါသိတော့မယ်သိပြီးတော့ငါဘာဖြစ်မလဲငါဘာကိုမျောလင့်တယ်လဲငါသိပြီးတော့ဘာဖြစ်တာကိုငါလိုချင်တယ်လဲသူပြန်စဉ်းစားလိုက်တဲ့အခါကျတော့ဘာတခုမှ तू မျောလင့်လို့မရဘူးဖြစ်နေအဲ့ဒါကမှ तू အဖြေတစ်ခုတွေ့လိုက်တယ် तू တွေ့လိုက်တဲ့အဖြေကဘာလဲဆိုမျောလင့်ချက်ရှိဖို့အခြေခံအုတ်မြစ်တစ်ခုရှိဖို့လိုတယ်။အော်ငါမျောလင့်ချက်ရှိရမယ်လို့ငါကထင်ပေမဲ့ငါထင်တယ်လို့မျောလင့်ချက်ကရှိမလားဘူး။ဘာကြောင့်လဲဆိုတော့မျောလင့်ချက်ရှိဖို့အတွက်လိုအပ်တဲ့အရာတစ်ခုရှိတယ်။ foundation တစ်ခုလိုအဲ့ဒီ foundation ငါမှမရှိတဲ့အတွက်ကြောင့်ငါမှမျှော်လင့်ချက်မရှိဘူးအဲ့ဒီ foundation ကဘာတူလဲယေရှုခရစ်ဖြစ်တယ်ခရစ်တော်ရှိတဲ့လူတွေကကျွန်တော်တို့မှာမျှော်လင့်ချက်ရှိတယ်သူ့မှာအဲ့ဒီအခြေခံအုတ်မြစ်မရှိတဲ့အတွက်ကြောင့်ဘာမှသူမမျှော်လင့်နိုင်ဘူးခုကျွန်တော်တို့မျှော်လင့်တယ်ဒီမျှော်လင့်ချက်နဲ့ကျွန်တော်တို့ဟာအသက်ရှင်ဒါကြောင့်မလို့ဖျားမပါပဲအသက်ရှင်ခြင်းသည်မျှော်လင့်ချက်မရှိပဲသေရန်ဖြစ်တယ်To live without God means to die without hope. ကဲအခုလွန်ခဲ့တဲ့ပတ်ကကျွန်တော်ပြောခဲ့တဲ့ပုံကိုကြီးကိုကျွန်တော်ဏီကုန်းချုပ်မှာပြန်ဖော်ပြခြင်းတယ်နော် Dietrich Bonhoeffer German Nazi Hitler ကိုရဲတင်းရင်ဆိုင်ရဲတဲ့သူရဲကောင်းလူစွမ်းကောင်းပါစတာကြီးပေါ့နော်ကဲအဲ့တော့ तू ကဒီနာဇီသူတို့ဂျာမနီနိုင်ငံမှာအသင်းတော်နှစ်ပါးရှိတယ်အားလုံးပြောပြပြီနော် National Church ဆိုတာအမျိုးသားအသင်းတော်ဆိုတာအစိုးရအလိုက်အကြိုက်လိုက်ပေးတဲ့အသင်းတော်အကောင်လုံး Hitler မှန်တယ် Hitler ရဲ့မူဝါဒမှန်တယ် Socialist မှန်တယ်လို့တရားဟောတိုင်းသူတို့ဟောအဲ့လိုဟောရတယ်
သူတို့ဟောမဲ့ကြံချက်အကုန်လုံးကိုအစိုးရကရွေးပေးရတယ်အစိုးရရွေးပေးတဲ့ကျမ်းပိုက်ကိုယူပြီးမှသူတို့ကအစိုးရကြိုက်အောင်ဟောရတယ်အဲ့ဒါ German National Church လို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုကတော့ Professing Church Confessional Church ကတော့ဘာလို့မဟုတ်ယေရှုဟာကျွန်တော်တို့သခင်ဖြစ်တယ်တမန်ကျမ်းစာသည်နှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ဘုရားသခင်ပြောတဲ့အတိုင်းပဲဟောရမယ်ခမည်းတော်ကြိုက်တယ်လို့ဟောလို့မရဘူးဆိုမှရဲရဲတင့်တောင့်ခံတဲ့အဖွဲ့တွေလို့နော်သူကthe course of discipleship အတိတ်ပဲကတော့ပြန်ဖို့တော့တော်တော်ကိုခက်တယ်ဒါပေမဲ့ဆိုလိုတာကတပည့်တော်ဖြစ်ခြင်းရဲ့ကုန်ကြစရိတ်နော်တပည့်တော်ဖြစ်ခြင်းရဲ့ဆုံးရှုံးမှုတပည့်တော်ဖြစ်ခြင်းရဲ့အနစ်နာခံရမှုအမျိုးမျိုးကျွန်တော်တို့ပြန်ကားပြီးပြောလို့ရတယ်အင်္ဂလိပ်တော့ the course of discipleship စာအုပ်ကစာမျက်နှာ200လောက်ပဲရှိတယ်ကဘာကျော်စာအုပ်ဒါပြီးရင် तू အသက်ခံ तू မသိခင်လေးမှာ तू ဒီစာအုပ်ကို तू ရေးပြီးတဲ့နောက်သူ့ရဲ့နောက်ဆုံးစာလဲထောင်ထဲကနေ तू ရေးတယ်ထောင်ထဲဟာတွေကိုအပြစ်မှာသူတို့နော်လျှို့ဝှက်နဲ့ထုတ်ပို့မှအဲ့ဒါကောင်စုပြီးမှအရင် तू ရေးထားတဲ့ဥစ္စာနဲ့ပေါင်းပြီးတော့ the course of discipleship ဆိုပတ်သူတို့အပြစ်မှာရှိတဲ့ခရိယန်ကြီးတွေကပုံနှိပ်ထုတ်ဝေတာပေါ့နော်အဲ့ဒီထဲမှာ तू ပါပြောလဲဆိုတော့ကျွန်တော်တို့ခရိယန်တွေရဲ့ကယ်တင်ခြင်းသည်ဂျေဇုတော်အဖြစ်ဖြစ်တဲ့အတွက်ကြောင့်အပေါ်စားမဟုတ်အခုခေတ်ခရိယန်တွေဟာဖျားသခင်ရဲ့ကယ်တင်ခြင်းဂရုဏာတော်ဂျေဇုတော်နဲ့အခမဲ့ပေးတဲ့ဒီကယ်တင်ခြင်းကိုအပေါ်စားဖြစ်အောင်လုပ်နေကြတကယ်တော့ခရိယန်ကယ်တင်ခြင်းသည်လောက်ယူရတာမဟုတ်ပေးဆက်ရတာမဟုတ်အလကားရတာတော့ဟုတ်တယ်သို့တော်လည်းပဲအလကားမဟုတ်ဘူးတန်ဖိုးမရှိတဲ့ဟာအလကားရတာမဟုတ်တန်ဖိုးကြီးလွန်အားကြီးလို့ဝယ်လို့မရတဲ့အတွက်ကြောင့်မို့လို့မထိုးပါဘူးဆိုလက်ဆောင်နေနဲ့ပေးလိုက်တဲ့သဘောမျိုးဖြစ်တယ်အဲ့တော့သူဘာပြောတယ်ကယ်တင်ခြင်းဒီဂျေဇုတော်ဖြစ်တဲ့အတွက်ကြောင့်အပေါ်စားမဟုတ်ဘူး it is not cheap grace it is ကျွန်တော်ပြောတာGod calls his disciple ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းရဖို့ဖယားသခင်ဒီသူ့မှာရှေ့ဆုမဲ့ဆုတူတီတော်သားတော်ကိုအဆုံးရှုံးခံပြီးတော့ကျွန်တော်တို့ကိုကယ်တင်တာဖြစ်တဲ့အတွက်ကြောင့်တိတ်ကိုတန်ဖိုးကြီးလွန်အားကြီးတယ်အဲ့တော့သူကပါနာဇီဟစ်လာကိုသူပါပြောတယ်ဟစ်လာကသူ့ကိုမေးတယ်ခမည်းကကျွန်တော်ကိုတိုက်ခံတဲ့အတွက်ကြောင့်မလို့ခမည်းပါလို့ရည်ရွယ်ချက်ကပါလဲလို့မေးတယ်အမျိုးမျိုးပြောမှနောက်ဆုံးမှာဟစ်လာကပြောတာခမည်းကျုပ်ကိုဘာအကြံပေးချင်တာလဲလို့မေးတော့သူပြောတယ်နောက်မှအဲ့ဒီမှာကျွန်တော်ရေးထားတာကျွန်တော်ရှိမယ်ကျွန်တော်ပြမယ်အခုကျွန်တော်နည်းနည်းနှိုင်းရှင်းချင်တာကအခုအမေရိကန်မှာဖြစ်ပျက်နေတာနော်ဘွန်ဟိုဖာနဲ့ပြောင်းပြန်သူ့နာမည်က James Talarico သူက Texas မှာရှိတယ် House of Representatives သူကလွှတ်တော်နော်အထက်လွှတ်တော်အောက်လွှတ်တော်မှာသူကကိုယ်စားလှယ်ကြီးဖြစ်တယ် Texas Democratic Senate Candidate အခု Senator ဖြစ်ဖို့အတွက်သူပြိုင်နေတယ်အခုချိန်မှာအဲ့တော့သူဟာကျမ်းစာကျောင်းတက်တယ်ဘယ်မှာတက်တယ်လဲဆိုတော့ Austin Presbyterian Theological Seminary မှာသူကျမ်းစာကျောင်းတက်တယ်ကျမ်းစာကျောင်းမှာဘာဘွဲ့ရထားဆို Master of Divinity MDiv ကျွန်တော်ဗမာပြည်နေလာတဲ့ခါနောက်ဆုံး MIT မှာရတာ MDiv Master of Divinity Theology မှာ Master ဘွဲ့သူရထားတယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကဘာပြောတယ်အခုသူမဲဆွဲတဲ့ခါမှာ Jesus never talks about abortion the Bible is silent on it abortion ဆိုတာကျမ်းစာနဲ့မကိုက်ဘူးလို့ပြောတာမှားတယ်။သခင်ယေရှုကတခါမှကိုယ်ဝန်ဖျက်ချတဲ့အကြောင်းတခါမှသူမပြောဘူး။ကျမ်းစာထဲမှာကိုယ်ဝန်ဖျက်ချတာမကောင်းဘူးဆိုတဲ့အချက်တစ်ခုမှမရှိဘူး။ဒါလူတွေကကြံဖန်ပြီးတော့ချဲ့ထွင်တာဖြစ်တယ်။ဒါကြောင့်မလို့ abortion ကောင်းတယ်။ယေရှုကလည်းမတားဘူး။ကျမ်းစာကလည်းမတားဘူးဆိုတော့ကျမ်းစာကြောင်းတယောက်ထွက်တယောက်ကအဲ့ဒါလိုခုဟောနေ။အမေရိကန်မှာဖြစ်တယ်နော်။အဲ့တော့ဘာပြောသူကဘာဖြစ်လဲ။အဲ့ဒါကြောင့်မလို့သူ့ကိုအဲ့လိုဟောတော့မကျေနပ်လို့ဒီမှာတစ်ဖက်မှာကြည့်ရင် Franklin Graham လို့ခေါ်တယ် Billy Graham ရဲ့သားသူကနေမနေနိုင်တော့ဘူးမနေနိုင်တော့သူ့ကိုတခါပြန်ပြီးတော့ challenge လုပ်တယ်အဲ့ဒါ
သူရဲ့ဒီ James နော် Tallarico ရဲ့အသက်က39နှစ်39ကိုပြောင်းပြန်လာလိုက်ရင်83အခုဒီ Franklin Graham ရဲ့အသက်ကအခု83နှစ်ရှိတယ်သူကဘာပြောလဲ labeling him a lion wicked politician တကယ်ကောက်ကျစ်စင်းလဲတဲ့နိုင်ငံရေးသမားလိန်ညာနေတဲ့လိန်သမားနော် The Bible is not silent on abortion as he claims that's an absolute lie အဲ့လိုကတော့ခုကြီးကျယ်မီဒီယာမှာခုကြီးကျယ်တော့ fight နေကြတယ်ခင်ဗျားတို့ကတော့ကိုယ် line မဟုတ်တော့ခင်ဗျားတို့သိမှာမဟုတ်ဆရာကကိုယ် line ဆိုတော့ကိုယ်ကဒီမှာသိထားတယ်ဆိုတော့သူတို့နှစ်ယောက်ခုကြီးကျယ် debate လုပ်နေတယ်အဲ့တော့ကျွန်တော်တို့တွေ့ရှိရတာပါလေ James Tallarico ဟာသူ့ရဲ့ပါတီအလိုကိုလိုက်ပြီးတော့တမာကျမ်းစာကိုတောင်ဆန့်ကျင်နေတဲ့လူဖြစ်နေတယ်ကျမ်းစာကမဖော်ပြတဲ့အတွက်ခွင့်ပြုတယ်လို့လည်းမယူဆနိုင်ဘူးကျမ်းစာမှာမပါဘူးဆိုတဲ့အတိုင်းကျမ်းစာကခွင့်ပြုတယ်လို့ကျွန်တော်ပြောလို့ရလားအခုသွားလို့လှဲ့တာကျမ်းစာမှာမရှိတဲ့အတွက်ကြောင့်လုံးလို့ရတယ် positive နဲ့သွားပြောတယ်ဒါပေမဲ့ Franklin Graham ကမဟုတ်ဘူးမပါဘူးဆိုပြီးတော့မလုံးနဲ့ဒီမှာလူသက်ကိုမတတ်နဲ့ဘာမလုံးနဲ့မလို့ဒါတွေအားလုံးကိုခြုံလိုက်လို့ရှိရင်အဘောရှင်းကို तू တိုက်ခန့်နေတာမတွေ့ဘူးလားဆိုတော့ तू အဲ့ဒါနဲ့ပြန် fight တာဒါတော့ကျွန်တော်အသိစိတ်မပြောဘူးဒါပေမဲ့ Bonhoeffer နဲ့ပဲကျွန်တော်နိုင်ရှင်းမယ်အော် German theologian Bonhoeffer ကတော့ဘာပြောလဲအာနာနဲ့ Hitler ကပြောတယ် Hitler ကို तू နောက်ဆုံးပြောလိုက်တဲ့စကားနော် Hitler ကို तू ပြောလိုက်တဲ့စကားအာနာနဲ့လက်နဲ့တုံးပြီးတော့ကဘာကြီးကိုမအောင်နိုင်ဘူးခရစ်တော်ဟာမေတ္တာဆိုတဲ့လက်နဲ့ပဲကဘာကြီးကိုအောင်မြင်သွားတယ်ဆိုတာကောင်းဆောင်ကြီးမှတ်ထားပါဒါကြောင့် Hitler ခမည်းယူရိုပကိုသိမ်းပိုက်ခြင်းတလားကဘာကြီးကိုသိမ်းပိုက်ခြင်းတလားခမည်းသုံးရမယ်လက်နဲ့ကျွန်တော်သိတယ် love agape love ချစ်ချင်းမေတ္တာကိုသုံးပါခရစ်တော်ဒီလက်နဲ့ကိုသုံးပြီးတော့ကဘာကိုဒီနေ့အုပ်ဆိုးနေတယ်ခမည်းလည်းပဲကဘာကိုအုပ်ဆိုးခြင်းနဲ့ဆိုရင်ချစ်ချင်းမေတ္တာနဲ့အနိုင်ယူပါလို့သူပြောခဲ့တယ်ဒါကြောင့်မလို့ Hitler ကသူ့ကိုမုန်းတာမကြိုက်ဘူးဂျာပါကြောင့်မလို့လို့သူဖြစ်နိုင်ကြတယ်ရှင်ပေါလုနောက်ဆုံးခုနပြောတဲ့အထဲမှာငါတို့အားပေးတော်မူသောတန်ရှင်းသောဝိညာဉ်တော်သည်ဖျားသခင်မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့သွန်းတော်မူဒါအရေးကြီးတယ်ငါတို့အားပေးတော်မူသောဖျားသခင်ကျွန်တော်တို့ပေးတယ်ခရစ်တော်ကပေးတယ်ဘာပေးတယ်လဲတန်ရှင်းသောဝိညာဉ်တော်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကဘာလုပ်တယ်လဲဖျားသခင်ရဲ့မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့သွန်းလောင်းတော်မူတယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာဖျားသခင်ရဲ့ချစ်ချင်းမျိုးဖျားသခင်ချစ်ချင်းကိုထည့်သွင်းပေးတယ်အဲ့တော့ကျွန်တော်တို့နှလုံးသားထဲမှာဘာရှိရမလဲဘာရှိရမလဲချစ်ချင်းမေတ္တာအဲ့ဒီချစ်ချင်းမေတ္တာဒီဘယ်လိုချစ်ချင်းမေတ္တာလဲဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဖယားသခင်ရဲ့ချစ်ချင်းမေတ္တာကိုကျမ်းစာမှာဘယ်လိုခေါ်တယ်လဲဆိုရင် agape love agape ဆိုတဲ့ဟာက unconditional love ဒါမှမဟုတ်ရင် sacrificial love အချင်းနဲ့မင်းငါ့ကိုချစ်မှငါပြန်ချစ်မယ်မင်းကောင်းကောင်းနေမှငါချစ်မယ်မဟုတ်ဘူးမိဘတွေကသားသမီးတွေကိုချစ်တဲ့အခါကောင်းတဲ့သားသမီးရောမကောင်းတဲ့သားသမီးရောအကုန်ချစ်တယ် agape loveနောက်ပြီးတော့ sacrificial love ဆိုတာအနစ်နာခံကိုချစ်တဲ့သားသမီးအတွက်အဖေမေတွေကကိုစားရမယ့်အစားကိုမစားရဲဘူးကလေးတွေကိုကျွေးရတယ်ဟုတ်တယ်နော်အထူးသဖြင့်ဗမာပြည်မှာဆိုလို့ရှိရင်အဲ့ဒါအများကြီးကြုံရတယ်သားသမီးရှိတယ်လို့ဆိုရင်သူတို့မိပါတယ်ဆိုရင်ဘာမစားရတော့ကလေးတွေကိုရင်စားခိုင်းသူတို့ဝပြေးဆိုမှလက်ကြံလေးတွေသူတို့စားဘာဖြစ်လို့လဲ agape love အဲ့ဒီလို agape love မျိုးဘယ်လိုကျွန်တော်တို့နားလည်အောင်ဆိုပြီးတော့ Saint Augustine ကျွန်တော်တို့ Church Father ပေါ့နော်ကနဦးဖခင်ကြီးကဒီလိုရှင်းပြတယ်ဘုရားသခင်ဒီကျွန်ုပ်တို့တာလင်ချစ်စရာရှိတဲ့ကဲ့သို့ကျွန်ုပ်တို့တဦးချင်းကိုချစ်တော်မူ၏ God loves each of us as if there were only one of us ဘုရားသခင်ကျွန်တော်တို့ချစ်တဲ့ပုံရတယ်တခြားလူချစ်စရာမရှိတော့ဘူးကျွန်တော်တို့ပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုပဲချစ်တယ်အဲ့လိုပုံစံမျိုးအလွယ်ဆုံးပြောပြမယ်ဆိုကျွန်တော်ညီမနူးလျံလို့ပေါ့
လူလျံဆိုသူကသားတယောက်ရှိတယ်ကောင်းမြတ်သူဒီသားကိုသူချစ်တာတခြားသားမရှိတော့တခြားသားကိုချစ်ဖို့မရှိတဲ့အခါသူ့မရှိသမျှချစ်အကုန်လုံးကဒီသားပေါ်မှာပဲပုံချလိုက်တယ်မဟုတ်လားအကုန်ချစ်လိုက်တယ်မဟုတ်လားအဲ့သဘောမျိုးဖျားသခင်ကျွန်တော်တို့ချစ်ပုံရတယ်တယောက်စီကိုချစ်ပုံရတယ်တခြားလူမရှိတော့လို့နော်ဒီတယောက်ပဲကျွန်တော်တယောက်ပဲနော်ခင်ဗျားတယောက်ပဲချစ်စရာရှိသလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကိုချစ်တာတဲ့စဉ်းစားလို့ရလားမသိဘူးမိခင်တွေစဉ်းစားတတ်မယ်ထင်တယ်ဖခင်တွေကတော့တိတ်မစဉ်းစားတတ်ဘူးနော်စဉ်းစားတတ်ပါတယ်စဉ်းစားကြည့်နော်ဖခင်တခင်ကျွန်တော်ချစ်ပုံတော့ပြောအဲ့တော့ဘာပြောအကားပဲလားအဲ့တလို့ချစ်ချင်းမြတ်တာဖခင်တခင်ပိုင်တဲ့ချစ်ချင်းမြတ်တာကိုတန်ရှင်းသောဝိညာဉ်တော်ကဘယ်ထဲမှာထည့်လိုက်တယ်လဲဘယ်ထဲမှာလဲအိုးထဲမှာလားကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကဲဒါဆိုရင်ကျွန်တော်တို့နှလုံးသားထဲမှာဘာရှိရမလဲအကားပဲလဖြစ်ရမယ်ရှိသလားအခုရှိကြသလားဒီမှာတော့နည်းနည်းဖြေဖို့နည်းနည်းခက်သွားရှိကြသလားဆိုတော့စဉ်းစားပါစမ်းသပ်ပါကျွန်တော်တို့တယောက်နဲ့တယောက်အချင်းချင်းချစ်ကြတယ်ယုံကြည်သူအချင်းချင်းကျွန်တော်တို့ချစ်ကြတယ်ကျွန်တော်တို့အချစ်သည်အကားပဲလအကားပဲလဆိုတာကိုဒေးဗစ်တရားဆုတောင်းတဲ့အခါခင်ဗျားတို့မှတ်မိကြလားကျမတို့ကတစ်ဖက်သက်မေတ္တာနဲ့ချစ်တော်မူသောမှတ်မိကြလားတစ်ဖက်သက်မေတ္တာကိုယ့်ဘက်ကဘာမှလုံးမပေးခင်ဘုရားသခင်သူ့ဘက်ကနေတစ်ဖက်သက်နဲ့ကျွန်တော်တို့ကိုချစ်နေတာတစ်ဖက်သက်မေတ္တာတစ်ဖက်ကအဲ့လိုစဉ်းစားလေရတယ်နော်ကျွန်တော်တို့တယောက်နဲ့တယောက်ချစ်တာဟာကျွန်တော်ငယ်တော့ပေါ့နော်ဝိထုတွေဖတ်တဲ့ခါကျတော့ဇိုင်းစရာတယောက်ကရှင်းပြတဲ့သူ့ဇလန်းထဲမှာရှင်းပြတဲ့ချစ်ချင်းမြတ်တဲ့အကြောင်းကျွန်တော်သဘောကျတယ်မေတ္တာစစ်မေတ္တာမှန်ဆိုဒီမှာတဲ့ရယူလိုခြင်းပိုင်ဆိုင်လိုခြင်းမဟုတ်ပေးဆက်လိုခြင်းဖြစ်တယ်မှန်လားမှန်တယ်နော်ချစ်ချင်းမေတ္တာမှန်တယ်ဆိုရင်သူ့စီကငါဒါရမှဆိုတာမရှိဘူးတဲ့ကိုကဒါပေးခြင်းတာသူ့ကိုပေးခြင်းတာသူ့ကိုပျော်စေခြင်းတယ်သူ့ကိုစားစေခြင်းတယ်သူ့ကိုဝတ်စေခြင်းတယ်ဟုတ်တယ်နော်သူ့ကိုပျော်စေခြင်းတယ်ဆင်ပြေစေခြင်းတယ်ကိုမဆင်ပြေလဲကိစ္စမရှိဘူးသူ့အဆင်ပြေပါစေအဲ့ဒီလိုချစ်ချင်းမေတ္တာမျိုးကိုကျွန်တော်တို့ထဲမှာတန်ရှင်းသောဝိညာဉ်တော်သွင်းလိုက်တယ်လို့ပြောတယ်ဆိုတော့ရှိလားမရှိဘူးလားဆိုတာစမ်းသပ်ဖို့အတွက်အလွယ်ဆုံးကတော့တစ်ကောအခန်းကြီး73ငယ်4ခုပဲဘာမှရှေ့ဝေးပြောစရာမလိုဘူးကဲကျွန်တော်တို့အကုန်လုံးအတူဖတ်ကြမယ်မေတ္တာသည်စိတ်ရှည်တိုက်ကျေးဇူးပြုတိုက်မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာနမရှိမလျောက်ပတ်စွာမကျင့်တတ်ကိုယ်အကျိုးကိုမရှာတတ်ဒေါသအမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောမှု၌ဝမ်းမြောက်ခြင်းမရှိတတ်တမာတရား၌ဝမ်းမြောက်တတ်ခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်ခတ်သိမ်းသောအရာကိုယုံတတ်ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်ခတ်သိမ်းသောအရာကိုတီးခံတတ်ဟာလေလုယာစဉ်းစားကြည့်တော့ဒီဥစ္စာလေးကစိတ်ရှည်တတ်ကနေစမှအဆုံးကတီးခံတတ်နဲ့ဆုံးတတ်တယ်အောင်စရာကောင်းတယ်နော်ချစ်ချင်းမြတ်တာရဲ့သဘောထားတေချာပြန်ကြည့်ပါတကယ်ကျွန်တော်တို့ချစ်ချင်းဘုရားသခင်ချစ်ချင်းမြတ်တာရှိတယ်ဆိုရင်ကျွန်တော်တို့အချင်းချင်းမှာဘယ်လိုတုံးချရမယ်ဆိုတော့စိတ်ရှိတာကိုတွေ့ရလိမ့်ကျွန်တော်ထဲမှာစိတ်တိုးနေတာတွေ့ရရင်ဒါမြတ်တာမရှိသေးဘူးကျွန်တော်လည်းစူးစမ်းပြီးတော့စိတ်ရှည်နေရတယ်ဘာဖြစ်လို့လဲချစ်ချင်းမြတ်တာရှိလို့ဟုတ်တယ်မဟုတ်လားတခါကျစိတ်ဆိုးကျင်တာတွေရှိတယ်မဆိုးရဲဘူးအဲဆိုမြတ်တာဒီစိတ်ရှည်တိုက်ပြောထားတာဟုတ်နောက်ကျေးဇူးပြုတတ်တယ်ဒါတော့အကူအညီပေးတာပေါ့နောက်ဂုံပြိုင်ခြင်းမရှိဘူးကျွန်တော်တို့တင်းတော်မှာတော့ဂုံပြိုင်တာမရှိဘူးကောင်းတယ်နောက်ဝါကြွားခြင်းမရှိဘူးကျွန်တော်တို့ဝါကြွားတာမရှိဘူးကျွန်တော်တင်းတော်ထဲမှာကျွန်တော်သိတယ်ဝါကြွားတာမရှိဘူးမာနမရှိဘူးအဲ့ဒါလေးတော့နည်းနည်းရှိတယ်မာနတော့နော်ထဲမှာရှိတယ်မထိမဲ့တော့မှရှိတယ်လို့ပြောတယ်ဆိုတော့ကြံတဲ့လူတွေတော့မလွယ်ပါဘူးနော်က
ကဲနည်းနည်းတော့ရှိကြတယ်အဲ့လိုရှီမန်တင်တော်ပြီရှီမန်တင်ဘာလို့မလဲတတိထားရမယ်နော်ကဲမလျောက်ပတ်ဆိုတာမကျင့်တတ်မနဲ့ကိုကျိုးကိုမရှာတတ်ဘူးကျွန်တော်တင်းတော်မှာကိုကျိုးရှာပြီးမှသူများကိုပျက်စီးကြောင်းကြည့်တဲ့လူမျိုးကျွန်တော်မရှိပါဘူးကျွန်တော်သိရသလောက်တော့ဒေါသအမျက်မထွက်တတ်ဒါတော့နည်းနည်းတော့ပါတော့ရှိနေကြတယ်နော်ဖះเจ้าမှာမမြင်ရပေမဲ့အိမ်မှာမြင်ရတယ်နော်အိမ်မှာမြင်ရတယ်ဟုတ်ပြီဘာပဲပြောမေတ္တာသည်အမျက်ဒေါသမထွက်တတ်အဲ့ဒါလေးတော့သိရမယ်အဲ့တော့ကျွန်တော်ပြောပြတော့နော်အမျက်ဒေါသဆိုတာသားသမီးတွေကဖြစ်ကိုယ်လင်မယားပဲဖြစ်ဂယုဏဒေါသဆိုတာတော့ရှိတယ်နော်ကောင်းစေခြင်းတဲ့အတွက်ကြောင့်ဆုံးမလို့တဲ့သဘောမျိုးအဲ့ဒါမပါဘူးအခုသူပြောချင်တာဒေါသမျက်ဆိုရန်လိုတာမုန်းတာနော်အဲ့ဒါမျိုးတော့ကျွန်တော်မရှိဘူးမတရားသောမှု၌ဝမ်းမြောက်ခြင်းမရှိတရားသဖြင့်၌ဝမ်းမြောက်တဲ့တရားခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်တယ်ဘာကိုပြောချင်တာလဲအပြစ်ကိုဖုံးအုပ်တာမှားတာရှိတတ်တယ်ပြောမှားတာရှိမယ်လှုပ်မှားတာရှိမယ်ဒါပေမဲ့ခွင့်လွတ်ပြီဆိုရင်ဖုံးအုပ်လိုက်တယ်ဖုံးအုပ်ပြီးမြင်ရသေးလားကျွန်တော်ဒီနားမှာနည်းနည်းခက်တယ်ထင်တယ်ဖုံးအုပ်တဲ့ဆိုနေမှာမဖုံးအုပ်ကြဘူးနည်းနည်းလေးဥမာဒါအကုန်လုံးဒီလိုဖုံးရမယ်အကုန်ဖုံးတယ်တဝက်လောက်ဖုံးမှာလားနည်းနည်းမြင်ရအောင်ဟုတ်တယ်မလား तू အရင်တော့ငါအဲ့လိုခုတ်ဖူးတယ်ဒီလိုပြောဖူးတယ်မှတ်မိအောင်ဆိုမှကျွန်တော်ထားတာမရှိရဘူးအကုန်ဖုံးအုပ်ရမယ်အကုန်မိတ်ပြရဒါကျွန်တော်မလေးနလအလုံးလုံးကျွန်တော်ဟောခဲ့တာဆိုတော့ကျွန်တော်အဲ့ဒါမဟောတော့မပြောတော့ခတ်သိမ်းသောအရာတို့ကိုဖုံးတတ်၏ဆိုတာခွင့်လွတ်တယ်ခွင့်လွတ်ပြီးရင်မိတ်ပြလိုက်တယ်တတိယရင်လည်းငါမိတ်တတိယရင်လည်းပဲငါခွင့်လွတ်ပြီးပြီပေါ်လာတယ်ငါခွင့်လွတ်ပြီးပြီပေါ်တော့ဟုတ်တယ်မှန်တယ်ဟုတ်ပါတယ်သူငါ့ကိုလို့ပြောတော့ဟုတ်ဒါပေမဲ့အဲ့ဒါကိုငါခွင့်လွတ်ပြီးပြီအဲ့ဒါတော့အမြဲတမ်းလှုပ်ခြင်းအဖြစ်ကျွန်တော်တို့ကပြန်ဖုံးရမယ်ဟုတ်ပြီနော်ပြန်ဖုံးပုံဖုံးပြီးပေါ်လာမယ်မပေါ်ဘဲမနေနိုင်ဘူးကျွန်တော်တို့ပြောပြဘူးတယ်မလားCorrie ten Boom နော်ဂျာမန်စကားမှာသူ့ညီမကိုတတ်ခဲ့တယ်သူ့ဖေမေတတ်ခဲ့တယ်ကောင်မခွင့်လွတ်ခဲ့တယ်ခွင့်လွတ်တော်လည်းပဲပြန်ပေါ်လာတယ်ဒါပေမဲ့ခေါင်းလောင်းတီးတဲ့ခါတဖြည်းဖြည်းနဲ့အတန်လေးပျောက်သွားတယ်လို့ပျောက်တာကိုစောင့်တဲ့သဘောမျိုးနဲ့ကျွန်တော်ဖုံးအောင်ခတ်သိမ်းသောအရာကိုယုံတတ်၏ကိုချစ်တဲ့လူကပြောတဲ့စကားကိုယုံတယ်နော်ဟုတ်လားမှန်လားကိုချစ်သူပြောတဲ့စကားတိုင်းယုံတယ်ဒါကြောင့်တော့ယောက်ျားလေးတွေဆိုခဏအညာခါရတာအဲ့ဒါပဲကိုမိန်းမကိုချစ်တော့မိန်းမပြောလိုက်ပြီဆိုအကုန်ယုံဟုတ်တယ်မလားဦးနေတယ်တေးချတာပေါ့ရှားမှပြောလိုက်အကုန်ယုံဟုတ်တယ်မလားဒါဘာဖြစ်လို့လဲချစ်လို့ချစ်ချင်းမြတ်တာဒီယုံလွယ်တယ်ဆိုမှန်တယ်မယုံဘူးဆိုကြတဲ့တယောက်နဲ့တယောက်ကြားမှာချစ်ချင်းမြတ်တာမရှိလို့ပဲအဲ့ဒါကြောင့်မလို့ကိုအချင်းချင်းတယောက်နဲ့တယောက်ချစ်တယ်ဆိုတာတယောက်နဲ့တယောက်ကောင်းဖို့အတွက်ပြောတဲ့အခါမှာယုံရမယ်ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်တယ်ဒီမျှော်လင့်ခြင်းနောက်ဆုံးကြတော့ခတ်သိမ်းသောအရာကိုတီးခံတတ်၏ကဲတော့လက်တွေ့သင်ခန်းစာယူဖို့ကတန်ရှင်းသောဝိညာဉ်တော်သည်ဘုရားသခင်ရဲ့မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့သွင်းလောင်းတော်မူ၏လို့ကျမ်းစာကပြောတယ်။တင့်နှလုံးသားထဲတွင်သွင်းလောင်းပါသလား။အရောက်တိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ။ဟုတ်လို့ကျေးဇူးတင်ကျွန်တော်အားလုံးမတက်ရပြီးတော့တာ၍နီးစေပါကျူ draw me nearer ဆိုရဲဓမ္မတခြင်းကိုအာရပါရတည်ဆိုးရင်းနဲ့ဒီနေရာကနေကောင်းကြီးပေးပြီးတော့ထွက်ခေါ်သွားမှာဖြစ်ပါတယ်